我哋是嘛，平時我哋大家呢啲嘅咁發到個，我哋會講俾你，就係即係是啊，用啲咁樣個，就呢個啲咧就做嘢咯。Hello，朋友啊，ကျွန်တော်ဒီနေ့မှာခုလိုတွေ့ရတာတကယ်ဝမ်းသာပါတယ်ကျွန်တော်ပြောစရာအများကြီးရှိပါတယ်ပေါ့နော်ဒီကိုလိုပြောင်းနေတရား artist ကားတွေပြီးတော့ပြောင်းနေတရားချစ်ခင်လေးစားတဲ့အကြောင်းတွေအများကြီးပြောစရာရှိတော့များလဲအခုကျတော့ကျွန်တော်တို့ပါလို့ပြောရအောင်ပေါ့နော်ဘာလို့ဆိုတာနောက်ကပါလို့ကျွန်တော်ဘဝအခြေခံအောင်ဖြစ်တယ်အခုကျွန်တော်ဒီနေ့ဒီချင်းတီယူနေတရားအနေနဲ့ဒီအပြောင်းကောက်မှာနေတဲ့အခါမှာကျွန်တော်ဘောလောကီတာနဲ့ငါတို့တော့ဘာလာပြီးတော့မှဟာလာဒီအထင်သေးမခါဘာကြောင့်လဲဆိုတော့ထုတ်ပါလို့ပြည်တယ်တဲ့เนาะဒါကြောင့်မိမိဖြစ်ချင်းကတခြားနေရာမှာပေါင်းရှာဒီထုတ်ပါလို့မှရှာရเนาะမိမိဖြစ်ချင်းကဒီထုတ်ပါလို့ဒီမှာမရှိဖန်ဆင်းချင်းရလဲဒီထုတ်ပါလို့ပြီးတော့တခြားအောင်မြင်ချင်းအကြောင်းလေးဒီမှာလေအဲကြောင့်ကိုယ်ဖြစ်ချင်းအမှန်ကိုတခြားပြောလောကစာပေနဲ့ဟာလာတချို့လူတွေအကြောင်းသားနဲ့အများကြီးပညာရေး education စံစားအဲ့ဒါအများကြီးကောင်းရှိမှာဆိုတော့မိမိရဲ့ဖြစ်ချင်အမှန်ကဒီလောက်ပါလို့မရှိဘူးเนาะပြီးတော့ဒီနောက်ပါလို့ဒီတဲ့တူပါလေဒါဒီပြောင်းနေဆိုလို့အတွေ့အကြုံပိုင်းဆိုင်ရာမှာရောဒါမြင်ရတဲ့အပိုင်းမှာရောပေါ့နော်ဘာတိုင်ရမစားတော့ပေါ့နော်ဘာတိုင်မစားတော့ဘူးတကယ်ကိုယေရှုနှလုံးသားရတဲ့ကူကတကယ်ကိုအပြင်လောကမှာမြင်ရတာတကယ်လွတ်မြောက်ပါလေเนาะဟောပြောချင်တာနောက်ကိုကျတော့ဒီအကပေညမှာဆိုရဲအားကကျွန်တော်တို့ထင်းကူဝင်နေဒီဆောက်ထားရတာဖြစ်ပါလို့ပေါ့နော်ဒီမှာ membership ဝင်နေလို့ねအခုကျွန်တော်တရားဟိုပေါ့အများကြီးပေါ့နော်ညာနဲ့ချီရှိလာပြီတို့တော့ဒီနေ့ကျတော့ဒါအကုန်လုံးအားလုံးမရောက်လာနိုင်ကြဘူးပေါ့နော်အားလုံးတူအလုံးနေလို့ဆိုတော့အဓိကယူချက်ကပါလဲဆိုတော့ကျွန်တော်တို့ကအရာရုပ်ရှင်နဲ့ဒီအကပေထိုင်ကျွန်တော်တို့ထူထောင်ရခြင်းအကြောင်းကကျွန်တော်တို့ပေါင်းဝန်းကျင်နဲ့ပေါ်ပေါ်ရတနာတွေပေါ့နော်ပြီးတော့မိမိရဲ့နေ့စဉ်ကိုယ့်ရဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့မှဒါတခါတလေမှာကျွန်တော်တို့အပြင်လောကမှာသွားတဲ့အခါမှာပြဿနာဆိုတာကြုံရတယ်နော်ကြုံရတယ်ကိုလိုအဲ့ဒီပြဿနာတွေကိုဒီလူတိုင်းကကိုယ့်ရဲ့နားလည်မပေးနိုင်ဘူးပေါ့နော်ကိုယ်ဘောလာမျိုးမှာမဖြစ်ရှိကိုတို့လိုဖျက်ခင်ကကျွန်တော်တို့ရဲ့ဒီချစ်ချင်းနဲ့တာဖြစ်ပါတယ်ပေါ့နော်ယေရှုကလည်းယေရှုပေးတဲ့ပညာကလည်းကျွန်တော်ခြုံပြီးတော့လေ့လာရင်တင်းဖြတ်ခင်ထော်ရဖျက်ကိုစိတ်နှလုံးအကျုံးနဲ့ဉာဏ်စွာရှိနေချတော့ကိုယ်နဲ့ဆက်ဆံတော့ကိုပါလေကိုယ်နဲ့အများချက်ပါဒီပညာမိုးရှေပညာလို့စေပါကိုယေရှုကဒီပါနေတယ်ချို့ပထမဆုံးဖြတ်ကစင်လာကျုံးမြချမယ်နံပါတ်2ကျတော့ကိုယ်နဲ့ဆက်ဆံတော့ကိုယ်နဲ့အများချက်တော့ဖြတ်ခင်ကျွန်တော်တို့ကိုယ်တည်းချင်းနေတာဖြစ်တယ်ပေလာဆိုတာဒီကိုလိုစိတ်ရှိနေတဲ့လူမျိုးအတွက်ကျွန်တော်တို့တားနေအတွက်ဒီဘောနော်ဒါလုပ်ပေးခဲ့တဲ့ညာဖြစ်ပါယေရှုဆိုတာလေ grace ပဲနော် great လူမြတ်ကဘာလို့ပြောင်းလိုက်ဘူးခါလေးလေးချလာပြထားလိုက်ဘဝနဲ့တာတရားလေးနေကြလဲဆိုလို့ရုပ်ရှင်ဖြတ်ခင်ချစ်ချင်းမြတ်ကိုတကယ်တော့ဘောပေါ်လို့နော်ဖြတ်ခင်ချစ်ချင်းမြတ်တင်ချင်တဲ့ဘောပေါ်လို့ဒါဘယ်နာဘေးရောက်ဒီလူကဒီမချရှုံးနိုင်ဘူးကျဆင်းတော့မှငါဖျားငါ့ကိုချစ်နေတာလေအဲကြောင့်ပြထားနေဆိုရင်ခလုံးကအပြည့်ရှိတယ်နော်ငါညီကိုလို့လေကျွန်တော်အပိတ်ချင်ရတာပါလေဆိုတော့ဖြတ်ခင်ချစ်ချင်းမြတ်ယူဆိုခါဖို့လိုပါတယ်နော်ဖြတ်ခင်ချစ်ချင်းမြတ်ခါပေးတဲ့လူမျိုးချစ်တယ်ဆိုတာဒါခုနဆရာလည်းမင်းပြောပါတယ်ခဏပါလေပေါ့နော်ဆိုတော့ဒါဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ engine ထုတ်ထားတယ်အဲဒီနေရာမှာကျွန်တော်အားပေးလို့ရတယ်နော်အခုမှမဟုတ်နောက်လေအားပေးလို့ရတာအများကြီးထုတ်ထားတာဖြစ်ပါတယ်နော်နောက်ကြကျွန်တော်ဒီလိုမျိုး engine အားပေးဖို့ပေါ့ဝင်ရင်းနေအောင်မှာဒါမှမဟုတ်ရင်ဒီဝိညာဉ်ရအဝင်ကြီးနေပေါ့နော်ဒီဘာလာအဝင်ကြီးနေဝင်ဟောပြောရတဲ့အခါမှာအသုံးပြုမဲ့အတော်ထောက်ကိုဖြစ်စေပါမယ်လို့နော်ဒါပြောပြချင်ပါတယ်နော်ဆိုတော့ဒီနေ့ကျွန်တော်ဝင်ခန့်ချင်တဲ့အကြောင်းရင်းကပါလဲဆိုတော့ဒါဒီ project ထုတ်လို့ရလို့ဖြစ်နေတယ်နော်ဟိုကြောက်လို့မောင်းဆိုကျွန်တော်တို့ကဒီ online မှာကျွန်တော်တင်ထားတာ supernatural service ဆိုတာကတဘာဝလို့ပေါ့နော်တဘာဝလို့အစဉ်စီပေါ့နော်ဆိုတော့တဘာဝလို့အစဉ်စီလို့ပြောတဲ့အခါမှာတဘာဝလို့ဆိုတာကကျွန်တော်တို့ဖျားခင်ကနေလုပ်ပြရတာဖြစ်တယ်နော်ကျွန်တော်လူကနေလုပ်ရအောင်တဘာဝလို့ supernatural ဖြစ်ဖို့အတွက်ကျွန်တော်အသက်တာမှာဘာဖြစ်စီအောင်ကျွန်တော်ဒါဒီလေးရအောင်ကျွန်တော်ဒီနေ့ခွန်ပေးချင်တာဖြစ်ပါတယ်လို့နော်
ဆိုတော့အတူတူကကျွန်တော်တို့ F ရဲ့အခန်းကြီး3ပိုင်းဆက်နေတွားရအောင်နော် F ရဲ့အခန်းကြီး F ဝါလာဆိုင်အခန်းကြီးတောင်းပေါ်လေအခန်းကြီးတော့အပိုင်း6ရနေတူကဖားရအောင်နော်တူတူက20အထီလောက်ဖားရအောင်နော်တွေ့ကြပြီလားကျွန်တော်ဘောဖုန်းထဲမှာပိုင်းတော့ဖွင့်လို့ရပါတယ်နော်ဖုန်းထဲမှာပိုင်းဖွင့်လို့ရပါတယ်လို့နော်မပါဘူးဆိုလို့ရှိရင်လည်းနားထောင်ပေးလိုက်ပေါ့ဟုတ်တယ်မဟုတ်အဖက်ခန်းကြီးတော့ပိုင်းရဲ့16နာတူပေါ့ဖားနော်တွေ့ကြပြီလားโอเคတွေ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတူတူကဖတ်ကြရအောင်နော်တွေ့ကြပြီလား1 16နဲ့နော်1 2 3စူတောင်းတော့အချက်ပုံကဟိုဘော FO ဝါလာဆိုင်အခန်းကြီးတော့အပိုင်း16ကနေပြီးတော့7အထက်ဟောဒီနေ့တော့ကျွန်တော်တို့ဒီတက်လာလို့ဆိုတော့တက်ဆံနေတာနော်အဓိကတော့ဒီဘောကိစ္စဆိုတော့နောက်လည်းတက်ဆံနေပါလာလို့ရတယ်လို့နော်ကျွန်တော်ဆက်တိုက်တော့မှာโอเคသူကဖတ်ကြမယ်နော်1 2 3စူတောင်းတော့အချက်ပုံကဝိညာဉ်တော်အားဖြင့်ဒီလိုအတွင်းကိုခွာနဲ့မြင့်မြတ်ခံခစိတ်ပြီးလူချင်းချင်းအားဖြင့်ခရစ်တော်ဒီလိုစိတ်နှလုံးအထက်၌ချင်းဝါလိုမြတ်ကြောင်းဘုဒ္ဓချင်းဝါပြီးဆုံးခြင်းနဲ့ညီလိုစွာဒီလိုအားပေတနာလိုပြီးမေတ္တာ၌စိုက်ပျိုးခြင်းတိုင်မြဲတဲ့ချက်ပီခြင်းရှိသဖြင့်ဒီလိုလာရှင်တော်ပေါလို့နိတူအလျာတနာနဲ့အမြင့်တို့ကိုပိုင်းခြား၍ဤချင်းကလည်းကိုညံနဲ့မတိနိုင်တော့ခရီးတော်ဤမေတ္တာတော်ကိုတီးနားလေခြင်းကလည်းဒီလိုဒီသဆောနိုင်တဲ့ဖျားကြီးဤဆိုတော်မူခြင်းရှိတဲ့များနဲ့အညီဤဆုံးတော်များကြောင့်ငါဒီဆွတ်တော်လေးရှိငါတို့၌ပြုပင်သောတကူတော်အတိုင်းငါတို့တောက်ပန်ခြင်းစေတများထက်အလွန်ထူးခြားစွာပြုခြင်းမှာတတ်နိုင်တော်သောဘုရားခင်ကြီးယေရှုခရစ်တော်အားဖြင့်အသင်းတော်၌ကဘာဆက်ဆက်ဘုန်းရှိတော်မူစေတည်းအာမင်ဖတ်တော်ရောက်တဲ့ခက်ကောင်းချီးပါစေဒီမှာကျွန်တော်ဘာကိုတွေ့ရလဲဆိုတော့ဘုရားခင်ရဲ့ပေါ့နော်ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနားလည်ဖို့ဖြစ်ပါတယ်လူတွေကကျွန်တော်တို့ဘုရားခင်ချစ်ချင်းမြတ်တာနားလည်ရခါမှာကျွန်တော်တက်တာမှာဘာဖြစ်လာလဲဆိုတော့ငါတို့ကငါတို့ပြီးတော့ဘူးငါတို့မအောင်နိုင်တော့ဘူးဆိုပြီးတော့မိမိကိုယ်ကိုအထင်သေးကြတာအများကြီးရှိတယ်။ဒါနဲ့ကိုကျွန်တော်တို့ကဖျားတခင်ချစ်ချင်းကနားလည်နေဘယ်လိုဖြစ်လာမလဲဆိုတော့အတ္တတာမှာတကူနဲ့ပြုပင်ချစ်ကားမယ်အခန်းကြီး20ကျွန်တော်တရားချက်ဖတ်ပြမယ်ငါတို့နဲ့ပြုပင်ဖို့တကူတို့အတိုင်းငါတို့တောင်းပန်ချက်စီတမျှထက်အလုံးထူးခြားစွာပြုချင်းတတ်နိုင်တော်မူသောဖျားတခင်ဒီမှာငါဘာတော့ကြလဲဆိုတော့တကူတို့အတိုင်းနော်ငါတို့နဲ့ပြုပင်ဖို့တကူတို့အခုလူမြင်နေဒုညမြကဘာလို့အချင်းမကောင်းမတော့ပြီးတော့ဝင်းကြီးရမှာ start ဖြစ်နေတယ်ဆိုတော့ start ဆိုတာကရက်တော့ပြောတာနော်ဘာလို့ဘဝကရက်တဲ့နေလို့စားရတယ်ဆိုတော့ဒီနေ့ကျတော့ပြောစတော့လည်းကောင်းနော်အဲ့ဒါကိုတွားကြည့်စီတွားကြည့်တယ်ကိုလာကျွန်တော်ကိုထားလိုက်တော့ကျွန်တော်ခဏလေမိုးချောင်းနော်ကျွန်တော်ဆက်ပြီးလို့များလို့ဒီလေမိုးချောင်းဟောကိုတက်တယ်လေပြန်အတူလာအောင်ဆိုတော့နော်ကျွန်တော်လည်းစားလို့ကြပြီဆိုတော့ဘာကမှဆဲမတော့ပါဆိုတော့ဆိုတော့ကျွန်တော်တို့ဒီမှာဘာလို့တွေ့ရလဲဆိုလို့ရှိရင်ဖျားခင်ရဲ့အဖက်တာချစ်ချင်းနဲ့ပါဟောနော်ဖျားခင်တစ်ဖက်သက်ချစ်ချင်းနဲ့အရာကို powerful ဖြစ်ပါတယ်။ဒါမှမသိဘူးဆိုလို့ရှိရင်ကျွန်တော်ဘဝတက်က just ဒီလောကမှာတွားရအခါမှာမိမိကိုယ်ကိုအခုကျွန်တော်တို့လည်းလေ့လာပြီးတော့နော်။အော်ကျွန်မတချို့ကဒါမိမိကိုယ်ကိုဆုံးစင်တာလေပြဿနာအခက်အခဲကြုံပြီးတော့အားမလို့အများဖြစ်တဲ့သူအများကြီးပဲလူနေတယ်။လာပြီးတော့ဘဝပြတ်မတတ်ပြီးတော့အမျိုးမျိုးဒုက္ခကြုံနေတဲ့သူတို့ရတယ်။ဒီလူတွေကိုကျွန်တော်လေ့လာတဲ့အခါမှာသူတေသနာဒုက္ခတွေနဲ့ပေါ့နော်။ဒီ psychology ရတော့တော့စိတ်ပညာရတော့တော့ဝိညာဉ်ရအရတော့တော့ကျွန်တော်လေ့လာတဲ့အခါမှာဒီလူတို့များများကဖျားခင်ရဲ့မေတ္တာကိုသိချင်တာလို့ဒီဟာကိုရှင်ဘောလုံးလေးရှင်းပြတော့တခင်ရှုလေကျွန်တော်ဖ
အသက်တာမှာနေတာလို့ပြခဲ့တာတွေ့ရပါတယ်နော်ခုနဒီပညာတီချာအချို့ချာမှာလည်းကျွန်တော်ဖတ်တွေ့ရပါအခင်ရှုရဲ့နောက်ဆုံးရဲ့ဒီမိမတဲ့ပညာထင်ပါလေကိုနဲ့ဆက်ဆက်တော့ကိုနဲ့ချက်ပါဆိုတော့အကပေလာချစ်ချင်းနေတာနဲ့ယေရှုခရစ်တော်ဟာအလိုလုပ်ခဲ့တာတွေ့ရတယ်ဆိုတော့ကျွန်တော်အသက်တာမှာလေတဘာဝလို့တကိုယ်နမိတ်လေးကနာတယ်နော်တဘာဝလို့ supernatural တဘာဝလို့တကိုယ်နမိတ်လေးကနာနဲ့အသက်တာမှာပြုပြင်ဖို့ရတယ်ခံဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကြောင့်ဒီလူတို့များဘာဖြစ်လို့အသက်တာမှာဖျားရဲ့တဘာဝလို့တကိုယ်မမြင်ရလေဆိုလို့ရှိရင်ဒီပြုပြင်ခြင်းမခါလို့ဝိညာဉ်ရောက်တရှင်တော်ဝိနော်ပုံမှာပေတီကိုစတေဘွားခန်းဒီတမန်တော်ခန်းကြီးဒီရှိမှာဝိညာဉ်ကိုစင်တဲ့အခါမှာလူမြင်ကဒါပြုပြင်ပြောင်းလဲကြတာဘုသုံးရှိတယ်လို့တရှင်တော်ဝိနော်စင်တဲ့အခါမှာဒီလိုဒီတကိုးတော်ကိုခါရတယ်နော်အဲ့ဒီတကိုးတော်ကိုမခံချင်းကျွန်တော်တက်တာကဒါဖျုံဖျဲနေဖြစ်တယ်ကစိကလျားနေပေါ့နော်ဒါလည်းတော့ဒီမျိုးတာတရားလေးသွားလိမ့်မယ်အဲ့လိုမျိုးမဖြစ်ဖို့အတွက်ဘာဖြစ်ဖို့လဲဆိုတော့ချစ်ချင်းနဲ့တာနဲ့ခံဖို့လိုတယ်နော်ချစ်ချင်းနဲ့တာနဲ့ဒီဆုံးချင်းခါရတဲ့ဘဝနဲ့ဒီဆုံးချင်းမခါရတဲ့ဘဝလုံးဝကွာအခုကျွန်တော်ဒီအဓိက supernatural ကြောင့်ပြောမှာပေါ့နော်တဘာဝလောကြောင့် supernatural ဘယ်လိုမျိုးလူတွေမှာအဓိကဖြစ်နေတယ်လဲဆိုတော့ကျွန်တော်အမြဲလေးလာခဲ့ထောက်ပါတော့ယေရှုပြုတ်ခဲ့တဲ့မဟာဘူနားလေးတွေဖြတ်တဲ့ချစ်ချင်းနဲ့တာပြုတ်ပြင်ချခါရတဲ့လူတွေတကယ်ကိုအသက်တာချင်းမှာတကိုယ်ပြုတ်ပြင်ချင်းခါရမယ်ဒါဆိုလို့ရှိရင်လို့ပေါ့နော်ဖျားသခင်ကကျွန်တော်တို့ပုံမှာတဘာဝလုံးဒီပြုတ်ချင်းဥမာနောက်ဆုံးထားပါလို့ယေရှုကိုယုံကြည်တဲ့ခါပြီးတော့ထောင်ရအသေးရတာပေါ့မှာဒါ supernatural ပဲတဘာဝလုံးပဲနော်စဉ်းစားကြည့်ကောင်းကင်ဂျိုနာဖေမီကကောင်းကင်တဲ့တော့ပြစင်ချောလာလို့ယေရှုယူရမယ်လို့လာတဲ့ထောက်ထားတဲ့ကလာပြောနေကြတာမဟုတ်ဘူးနော်ယေရှုကိုဘလိုက်ဒီတိုင်းတော့ယူတာပေါ်ကတဘာဝလုံးနော်ဒါကိုယူချချုပ်ဘုံမပေါ့ဘူးဒါဆိုလို့ရှိရင်ကျွန်တော်တက်တာမှာဘာဖြစ်ဖို့လို့လဲဆိုတော့ supernatural ဖြစ်စေတဲ့အရာနဲ့တည်ဖို့လို့ supernatural မဖြစ်စေတဲ့အရာနဲ့အချောင်းပြောပြမယ်အဓိကနော် supernatural ဘယ်အရာကမဖြစ်စေတယ်လို့ကျွန်တော်တို့အတူကွာလေ့လာကြတော့နော်အစင်းလုံးမျိုးရှိတယ်အဲ့ဒီတစ်စိတ်ကိုကျွန်တော်တို့တတိထားလို့ကြည်ဆောင်ရမယ်နော်ယေရှုဥပမာပြောပေးထားတာရှိပါတယ်လို့နော်ယေရှုကဘာလဲဆိုတော့နံပါတ်1ဖာရိရှဲတစ်စိတ်ကိုရှောင်ကြလို့ပြောထားတယ်နံပါတ်2ဟေရိုတစ်စိတ်ကိုရှောင်ကြလို့ပြောထားတယ်နံပါတ်3ဇတ်ဒူကီရဲ့တစ်စိတ်ကိုရှောင်ပါလို့ပြောထားတယ်ဘာဖြစ်လို့ယေရှုဒီလိုမျိုးပြောတယ်လဲဆိုလို့ရှိရင်ဖျားရဲ့တကိုးတော်မှာဟာတာတဲ့သူတို့ကအရှိတဝင်းကိုအလုံးချင်းနဲ့ခါဘူးဒီလူများကျွန်တော်လေ့လာတဲ့အခါမှာတကယ်ဒီနှုတ်ပါတော့ဒီနေ့ပြောမယ်နှုတ်ပါတော့တကယ်တီးသွားတဲ့သူဆိုလို့ရှိရင်မိမိတက်တာကျွန်တော်စူပါနာရှာသူမိစားရင်တော့လို့ဖြစ်တယ်ကျွန်တော်ဘဝမှာတက်တဲ့ခွန်နေတဲ့ခါမျိုးဆိုလို့ရှိရင်ဒီနေ့ဒီချင်းကျွန်တော်ဝန်ထမ်းဘဝနဲ့လူမျိုးလာတာဟိုတနည်းနည်းမလေးရှားရောက်လာကြရတဲ့တိုလီလာငါးလောက်ပဲကျွန်တော်ဝန်ထမ်းလုပ်ဖြစ်တယ်ကျွန်တော်ဘဝမှာဖြစ်ပြလာတဲ့အရာအလုံးကဒါတချို့နေတိပါတယ်ကျွန်တော်ကြောင့်တချို့ပေါ့နော်ဒါတချို့နေကွာစကဘဲသူချုံဝေးတွေထောက်ပါတယ်ဒါကျွန်တော်မပြောလို့ဘူးပေါ့နော်ကိုယ့်အကြောင်းကိုဒါတော့ကျွန်တော်ကိုကတ်ချင်းငါတို့ဖွင့်ခါထားငါတို့အမှန်ဒီလိုပြတ်ပြန်ဖွင့်ခါထားပေါ့နော်ဆိုတော့ပြောချင်တာပါလဲဆိုလူညာအများကြီးပြင်ပေးလိုက်အခုကျွန်တော်ပြောလိုက်တော့ဒီအလုပ်ကနေဖတ်စာတချို့လူကအစမပြေလို့ဆိုပြီးတော့ပြင်ပေးအများကြီးရှိတယ်အဲ့လိုမျိုးလူညာအားလုံးကိုဒါပြောလိုက်ဂျာနဲ့ထောင်မိတ်ရှိတယ်ဒါတီးတဲ့သူတို့တီးတယ်ပေါ့နော်ဒါပေမဲ့ဒီတိုင်းလို့ကျွန်တော်ကြောင့်မတီးဘူးငါတို့ကဝိညာဉ်ကမငါသုံးမဟုတ်ဘူးဘာဖြစ်လို့လဲဖျားသခင်ရဲ့ supernatural တဘာဝလို့တကူလို့နားလေနော်ဖျားသခင်တဘာဝလို့ supernatural တကူနားလေဒီကဖတ်တာဒီမြေကြီးပေါ်မှာတက်ရှင်တဲ့အခါမှာဒီချောက်တော့ကျွန်တော်မှခါရတယ်မဖြစ်နိုင်ရရတယ်ပဲဖြစ်နေမှာဖြစ်ပြနေမှာမဖြစ်နိုင်ရ supernatural ဘဝမှာခါစားဖွဲ့လို့ရှိလားရှင်းလက်ထုံပေးပါနော်လက်ကလေးထုံပေးပါတဘောက်ဖျားခင်တကူနမဲလေးခဏငါဥပမာပြန်နောက်ဆုံးပြမယ်ပါညီကွာဟိုပေါ့တကူကလုံးအလုံးထင်မှာပဲဖြစ်ဖြစ်ငွေချက်ခက်ကြုံတယ်ဘလုံးမလို့နေဖြစ်ရှင်းတယ်အဲ့လိုမျိုးချင်တယ်ဆိုတော့လာပြီးတော့ဟာဒါစူပန်နဲ့ချက်ပဲဥပမာအပြပြမယ်ဆိုလို့ရှိရင်ယေရှုကပေတရုကိုခေါ်လို့ငါတော့ဖတ်ခိုင်းငါဖတ်လို့ငါထင်ကားနဲ့ငါပိုက်ထက်ကပတ်ဆက်ကိုထုတ်ခိုင်းတယ်ဒါနဲ့လေတကယ်စူပန်နဲ့ချက်ပဲနော်တကယ်လို့ပေတရုဖတ်ပြီးတကောင်မှမရောက်ဒါမျိုးတော့လို့ဖန်ခိုင်းတဲ့အခါမှာရှင်စစ်မျိုးမကအပြည့်ရကြနားနဲ့ဘာဒါစူပန်နဲ့ချက်အဲ့ဒီလိုမျိုးလွတ်နေနဲ့ဘလုံးမဖြစ်နိုင်တဲ့ຢာနေပေါ့ဖြစ်ခုတဲ့သူရှိလားရှိရင်လက်ထောင်ပေးပါဦးနော်ဂျုံဖူးတယ်ဆိုတဲ့ခံဟိုမှာညီမလေးရှိတယ်နော်တခြားလူရှိကြလားတခြားဒီနေ့ရစေချင်လို့နော်အဲ့ဒီလိုမျိုးမဖူးဘူးဆိုလို့ရှိရင်ကျွန်တော်တတိထားစေချင်တယ်
ဒီနေ့ဒီအရာကိုရှောက်ဖို့ကျွန်တော်အားပေးချင်ဒီစိတ်နဲ့စိတ်ထားရှိတဲ့ကောင်ဘတ်တော့ဟာအဲ့လိုမျိုးမမြင်ဘူးကျွန်တော်တက်တာမှာဆိုလို့ရှိရင်ဒါတက်တယ်ခံနော်နောက်ဆုံးကျွန်တော်ကအင်ဒီယိုမလာခင်မှာကျွန်တော်တို့ကမ်နီအလုပ်ကမ်နီတခုမှကျွန်တော်ဒါကမ်နီ Bright Future ဆိုတဲ့နာမည်လေးကျွန်တော်ကမ်နီဟိုပေါ့ထောင်ကြတော့ပေါ့နော်ဒီနေ့ချင်းပြောင်းထောင်လို့စလို့တယ်အစမပေးအနာတိတ်သွားတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဒီဟောပေါ့စီပွားနောက်ထပ်ခုလုပ်တယ်ဒီတရိတ်ဆိုင်ရောင်းရေးကိစ္စမှာတရိတ်ဆိုင်ကဘလုံးမရောင်းအစမပေးလို့ဘူးဒါတေကိုရုံးမယ်ဆိုတဲ့ချင်းမှာဖြတ်ခင်ပါဝင်နေတော့အချင်းဒီအချင်းဒီစီဘီလို့အကုန်လုံးရောက်ပြရပေါ့နော်ဆိုတော့တရိတ်ဆိုင်ပြောတဲ့အခါမှာကျွေးမနဲ့အများရှိပါနော်စတဲ့စတဲ့ဆေးတော့ရောက်ပြရဆိုတော့နောက်ခွန်းနေဒီကမ်မီ Bright Future ဆိုတဲ့ကမ်မီကိုကျွန်တော်အကောင့်ထဲစဖို့ကိုယ်ရတယ်ကျွန်တော်မှငွေချအများလိုအပ်တယ်ဒါညာအကောင့်ထဲမှာပို့ခင်မှာဒီဟောပေါ့အလုံးမလုံးခင်မှာပေါ့နော်ဘာနေဘလို့စမ်းလဲဆိုတော့ကျွန်တော်မသိနိုင်ဘူးဒါပေမဲ့ဖျားတခင်တဘာဝလူတက်ကြောင့်ကျွန်တော်တို့အဲ့ဒီဟာနေကိုခန်းစားခွင့်ရတာတတ်တာနော်အဲ့ဒီလိုမျိုးဖြစ်လာတော့ကျွန်တော်တို့ကတခုမယုံဖျားတခင်တဘာဝလူဖျားဖြစ်တယ်ဆိုပြီးဝယုံကြည့်အခုလူကြီးတူတူမြတ်ကအလင်ခံရတာပြီးတော့နောက်ဘာလဲဆိုနောက်ကူကြတော့လူကြီးတူတူမြတ်ကဖျားတခင်ဖြစ်ချင်းကိုမသိပေနဲ့ဝါဒထဲမှာပဲမတက်ခံရတယ်တော့ကျွန်တော်တို့ဘယ်သူမှဝေဖန်တိုက်ခဲ့တာမရှိဒီနေ့လေချစ်ပြီးတော့ကျွန်တော်တို့တဆိုတယောက်ဟိုလူကိုဝေဖန်ဒီလူကိုဝေဖန်တရားမှမရှိဝေဖန်မဲ့ကျွန်တော်တောင်းပါတယ်နော်တကယ်ပြောတာတဆိုတော့လူဘယ်သူမှကျွန်တော်ဝေဖန်တာမရှိဘူးဒါပေမဲ့ခုနပြောသလိုဒီ supernatural ကိုဟာတာနေတဲ့ညာရှိတယ်ဘုကျန်းစာမှာနော်ဒီ supernatural ဖြစ်ဖို့အတွက်ဘယ်အရာကဟာတာနေလဲနော်ဒါကိုကျွန်တော်အထူးပြုလို့ဝေဖန်ချင်ပါတယ်လို့နော်အတူကကျွန်တော်ဒီဟောပေါ့ဘယ်နဲ့စဖမ်းလဲဆိုတော့မာကုရှိမတဲ့မာကုခရဝင်ကြခါရှိပိုင်းနဲ့သက်ပြရဖမ်းနော်မာကုနော်ကြတာခန်းရှိပိုင်းနဲ့သက်ပြရဖမ်းနော်အလုပ်ကြတယ်ဆိုတော့ကောဖတ်ကြမယ်စက်တရားနဲ့ဘယ်အထိဖမ်းလဲဆိုတော့56ထိတော့နော်1 2 3ထောကဖာရှေလိုထောလာရီကိုရိုနီဆွေးနွေးနေခုချင်း between စုံစမ်းရှင်းမှာမိုးကောက်ကင်ကဖြစ်တော်နမိတ်လက္ခဏာကိုတောင်းချိုက်ကိုရိုနီစိတ်နှလုံးမြည်သွားတာကိုပြုတော်မူရဲ့ဒီလူမျိုးတို့ဒီနမိတ်လက္ခဏာကိုအဘေးချောက်တောက်တနည်းငါဆိုဒီကလူမျိုးအားနမိတ်လက္ခဏာကိုမပြရဘူးမိတ်တော်မူပြီးဘုသူတို့ရှိရမှာထွက်သွား၍တဖန်ခေထင်းတို့ဝင်ပြီးလင်းခေကံဘဲတို့ရတော်တို့ဝီတကယ်တော့ဒီမုန်းကိုယူစေခြင်းကမင်းတို့ချတပြီခေပုံမှာသူတို့၌မုန်းတော်တိတာရှိကိုတို့ကလည်းဖာရိရှေသစေကိုလောင်းဟေရိုဤသစေကိုလောင်းတတိနဲ့ရှောက်ကြတော့ကိုပြညာတော်ဒီမှာကျွန်တော်တို့ဘာပြောရလဲဆိုတော့ယေရှုရှောက်ခိုင်းရရနော်ဒီမှာအခန်းငယ်15မှာကျွန်တော်ဖတ်ပြကိုရိုကလည်းဖာရိရှေတို့သစေကိုလောင်းဟေရိုဤသစေကိုလောင်းတတိနဲ့ရှောက်ကြတော့အပေါ်မှာစတိမှာကျွန်တော်ထပ်ဖတ်မယ်ဒီစတိပါနော်ကိုလိုဒီစိတ်နှလုံးညီးတွားတာကိုပြုလုပ်မှုလေအီလီမျိုးဒီနမိတ်လက္ခဏာကဘေးကြောင့်တောင်းတနေငါမဆိုဒီကအီလီမျိုးနမိတ်လက္ခဏာကိုမပြရအောင်မိလို့ဘယ်လိုမျိုးလူတွေကနမိတ်လက္ခဏာမမြင်ရတဲ့လူမျိုးဆိုတာတိကျရှိတယ်နော်ဒါကိုသိစေကျွန်တော်ဘဝမှာတကယ် supernatural ရန်တဲ့မှာပဲကျွန်တော်ကတွားလာတယ်ဖြတ်ခင်ရဲ့ဘာလို့ဆိုကျွန်တော်လူက natural ဘာအခုမြင်ဘူးကျွန်တော်ဝင်နေတယ်ဝိညာဉ်ဆိုတာကဒီ physical နဲ့အရာတခြားစီပဲဒီဝိညာဉ်လောကကိုတေချာတော့ပေါ်ရတူတော့ဒီမြင်ရတဲ့အပြင်လောကမှာလည်းဒါဘောအများကြီးအလုပ်ဖြစ်တယ်ဥပမာအဖြစ်ဒါနောက်ဆုံးပြမယ်ဗျာဒီမကြခင်မှာပေါ့နော်ဒီဥပမာဒိုင်လာတော့တိတ်တာချိရခါမှာသူတို့ဘဝတတာမှာ supernatural ပဲဒိုင်လာတော့တိတ်တာတေချာကျွန်တော်လေးလာတဲ့ခါမှာသူတို့ကဥမာရိုးတာလို့ဆိုလို့ရှိရင်ခုံးပါလေအစားခုနှစ်နှစ်လာမယ်ဂျိုဝါရစာခုနှစ်လာမယ်ဆိုပြီးတော့ဒါဟိုဖာလို့ပြီးရင်အိမ်မက်ကိုနေကြတဲ့အခါဘယ်နည်းမဖြစ်နိုင်ဘူးအိမ်မက်တစ်ချက်နဲ့ပြလာတယ်သူဘယ်နေရာရောက်သွားလဲဆိုတော့ဘယ်နေရာကိုရောက်သွားနော်ဆိုတော့ရိုးတာတို့ရဲ့အသက်တာမှာမောင်းနေရတယ်ဆိုတဘာဝလိုပဲအဲ့ဒီနမိတ်လက္ခဏာလေးဒီနာမစာအမျိုးမျိုးတို့ပညာရှင်တွေပေါ့နော်
ခေါ်ပြီးတော့ဒီအိမ်ကဘာလဲလို့မေးတဲ့အခါမှာဘယ်သူမှဖြစ်နိုင်ဘူးဒါပေမဲ့ယောတာကကျတော့ဖြစ်နိုင်တယ်ဒါရီလာလည်းဖြစ်နိုင်တယ်ဂျာဆာမှာကျွန်တော်ဖတ်ပြရပါဒါရီလာလို့ဖြစ်နိုင်တယ်မောရှိရဲ့ထန်တာလည်းတခြားလူတွေရဲ့နောက်ဝိဇာတွေရဲ့ဆန်တမွေကိုအကုန်လုံးယူချရတယ်ဘာဖြစ်လို့လဲဆိုဖျားတီကစူပါနေချာအဆက်အတူမဟုတ်ဘူးအဆက်လူတို့များများကအဆက်နဲ့အတူမတည်တဲ့အတွေ့အကြုံအမြဲဒုက္ခရောက်နေကြဒါကြောင့်ကျွန်တော်ဒီနေ့မှာအထူးပြောချင်တာကဟာလိရှဲတစ်စီနော်ဟာလိရှဲတစ်စီဆိုတာကျွန်တော်ထပ်ပြချင်တယ်ဟာလိရှဲတစ်စီဆိုတာကဘယ်လိုမျိုးဟာလဲနော်ဒါမျိုးတိဖို့လိုအပ်ပါတယ်ဟာလိရှဲဆိုတာဂျာဆာတာလာတတ်တယ်နော်ဂျာဆာတိုတလာမမဲတပန်းငကြလောအစာရှောင်းနေနော်တပန်းငကြလောအစာရှောင်းဆူတောင်းနေတကယ်ဝိညာဉ်ရောက်အရာကိုချစ်တယ်လာကောင်းပြောမယ်ဆိုလို့ရှိရင်လွတ်နေတဲ့လူနေရဲ့အမြင်မှာတော့အရာကောင်းဟာရှိတယ်ဟိုပြောမယ်ဆိုလို့ရှိရင်တကယ်ကိုပြည့်စုံတဲ့အတ္တတာပေါ့နော်သူ့လိုဒီလူနေရဲ့အနေချက်ကပါလို့ဆိုယေရှုလည်းမခံဘူးယေရှုကကေတီရှိဖြစ်တယ်ထာဝရအသက်ပဲဖျားဖြစ်တယ်ဆိုတော့လုံးဝလည်းမခံဘူးဒါပေမဲ့သူတို့ကဘာကိုတောင်းလဲနမိတ်လက္ခဏာကိုတောင်းတယ်နော်ကျွန်တော်ဘောမှာဒါကျွန်တော်အားလုံးပြောချင်တာရမှာပါလေဖျားတကီကနမိတ်လက္ခဏာကိုပဲတောင်းလို့မရဘူးငါ့ကိုပေးပါလို့ပေးပါကူညီပေးပါနမိတ်လက္ခဏာလို့ပေးပါလို့ကျွန်တော်တို့အဲ့ဒါတောင်းလို့ရဘူးကျွန်တော်တို့စိတ်နဲ့စိတ်ထားကဖာလိရှဲနေစိတ်နဲ့စိတ်ထားပေါ့နော်အဲ့လိုမျိုးမဖြစ်ဖို့ကြိုးစားရဒါဆိုလို့ရှိရင်အလိုလိုတဘာဝလိုဖြစ်ပြနော်တဘာဝလိုနမိတ်လက္ခဏာဖြစ်ပြမှာဖြစ်ပါတယ်ဘာဖြစ်လို့ဒီလိုမျိုးဖြစ်ပြမှာလဲဂျောနာချာစာတိုင်းနော်ဖာလိရှဲနေကဘလောက်တိသူတို့ကဘယ်လိုမျိုးခါယူထားလဲဆိုတော့သူတို့ကိုင်ကနာလက်ခါမှာသူတို့ရဲ့ doctrine လက်ခါမှာပေါ့နော်သူတို့ဖွဲ့စည်းလက်ခါမှာဒါနဲ့ယေရှုအတိမဟုတ်လားယေရှုတော်မှာအတိမဟုတ်ဘူးဒီလူမျိုးဘယ်လောက်ထိကောင်းမှလဲကြည့်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ဒီထားမှာကပါလဲဆိုတော့ဘာတိုင်ဆိုတာကဘာတိုင်ခါရရှိရဲ့သိဆိုတာကအဓိက doctrine ကိုပြောတာအနောက်ဆုံးပြန်ဖိုင်ဝါဒပေါ့နော်သူတို့ဝါဒအတွေ့ကိုပြောတာဒီသူတို့အတွေ့ကိုဝါဒနဲ့အတွေ့ကိုပြောနေတာခါရရှိရဲ့သစေဆိုတာဒိုဤဝဝါဒနဲ့အတွေ့ကိုလို့ဒီကိုလို့အဲ့ဒီဝဝါဒနဲ့အတွေ့ကိုမတိရတူကကြတော့အချောင်းဘာသာရဲ့မိုက်တိုက်ချစ်ခါပြီးဘယ်တော့မှလူကမတော့တယ်လို့အပြင်လောကမှာဒါကျွန်တော်ပုဂ္ဂိုလ်မျိုးကအမေရိကန်နိုင်ငံလည်းဘာကြောင့်တုံးပြီးတော့တစ်ချက်ကိုမနှိမ့်နိုင်တာဘာကြောင့်ဆိုင်ခဲ့တယ်လေလာတဲ့အမေရိကန်နိုင်ငံကြောင့်လူတိုင်းဖန်တီးနိုင်အားစွမ်းကိုအားပေးတယ်လူတိုင်းလွတ်လွတ်လပ်လပ်ဟုတ်လားဒါတုတ်တဲ့ဒီတုတ်တဲ့စင်နော်တွေ့တော့အဲ့ဒီလိုမျိုးခွင့်ရအများပေးထိုင်လို့ခွင့်တခြားနိုင်ငံကုမ္ပဏီနိုင်ငံကျွန်တော်တို့ဒီနေ့နောက်ဆုံးကျွန်တော်ဥပမာပြဆံရှိတော့မြန်မာနိုင်ငံကိုကြည့်ပါဦးအပြောင်းတုတ်တဲ့လည်းသူကဒီဘုံတော့ခုနကပြောလို့ကိုင်းနဲ့အာနာနဲ့အဖွင့်ရှိတွေနဲ့တွားတာဒီလိုမျိုးဝင်းကြီးရောက်ပါလေဒီလိုတွားတဲ့အဖွင့်ရှိတွေကအခုနောက်ပိုက်ချင်ခဲ့ပြီဒါကျွန်တော်ဘယ်သူမှဝေဖန်တာမဟုတ်နော်ဂျတ်စာတိုင်းပြောပြတာဒါပေမဲ့ဖျက်ကြဝင်းလို့တော့ကိုယ်ပြုတ်တင်ချခါပြီးတော့မှဝင်းလို့တော့ကိုယ်နဲ့တွားလာတဲ့သူတွေက national ထုတ်ဖို့ညာတွေ့ရနော်ဒီဖျက်ကြီးကသူတို့ကောင်းချစ်ပေးတယ်သူတို့အဖေနမိတ်လက္ခဏာနဲ့အများကြီးတွေ့ရတယ်လူတင်နေတချို့အမေရိကမှာဆိုဟိုဘက်ကအမောင်းနိုင်ငံဆိုလို့ရှိရင်ဒီဗာလေစမုန်ကောင်းလို့ဆိုလို့လူတင်ကအများရှင်းပြထားတယ်ဒီဂျိုးဆွာတို့ကြားဖို့မှာဒီအာဖရိကဒီနိုင်ဂျီးရီးယားကပါစတာနေသူတို့လူတင်နေကေရှင်းပြစေတယ်အဲ့လိုပြောလို့ကျွန်တော်တို့ကသူတို့ဟာပဲကျွန်တော်တို့ကအဓိကဟိုပေါ့ပြောရမယ်မဆိုလို့ပါဘူးဘာဖြစ်လို့လဲဆိုသူတို့ဘဝမှာစူပါလက်ချက်ဖြစ်လို့ကျွန်တော်ဘဝမှာဘာဖြစ်လို့ဖြစ်ရလဲဘောနော်ဒါကိုကျွန်တော်မေတ္တာကိုမေတ္တာဖို့လိုရတယ်ကိုမေတ္တာမှဖြစ်မှာရမယ်တချို့လူကကိုလည်းမေတ္တာဘူးတခြားဘာဖြစ်တယ်လဲမလေးလာဘူးအဲ့လိုလုံးလုံးဝင်းကြီးရဆိုအဆက်မှတည်ဖို့လို့မဟုတ်တော့ဘာသာရေးမိုက်တိုက်ချင်းခါပြီးတော့ဘာသာမီးပြီးတော့နော်ကျွန်တော်လုံးဝမတုတ်သေးလို့မင်းနဲ့အတွေ့ကိုကအားလုံး religionizing အဲ့လိုတော့ဘယ်တော့မှတုံးဆောင်မရဘူးအပြင်လောကမှာရောဒီမီနီရတဲ့ဒီဖျားเจ้าတွေမှာရောတခြားနေရာမှာရောကျွန်တော်ဆိုလို့ရှိရင်တခြားပြင်လောကမှာချိုးပေးနေတဲ့စီပွားချိုးလို့ပါဆရာတို့လေးပြပါနော်ဒီလိုတဲ့ဒါနီကိုကျွန်တော်ပြင်တခြားစီပွားလုံးကရှင်အချိုင်နေပေးတယ်ဒါနေတော့ဒီလိုလုံးကပုံတော့စီပွားဖြစ်နေအချိုင်နေပေးတဲ့အခါမှာအဲ့ဒီအတိုင်းလို့တော့သူတို့စီပွားဖြစ်နေဆိုကျွန်တော်မှာဘာပြောချင်လဲဆိုတော့ဒီလိုမျိုးဝါဒဆွဲတာလို့ဒီဘာတိုင်းငါတို့ရဲ့ဒီကိုင်ကနာလို့အဲ့လိုငါတို့ဆွေးတဲ့အရာမျိုးရှိပါနော်ဖျားကြဝင်းနေတော့ဒီတာကိုမလို့မျိုးအလုပ်လုပ်ချင်တယ်ဒီဖက်ကကောင်ဆိုဝင်တရှိလို့နော်ဖျားကိုဆောင်တဲ့ခက်ကလာပြရခါမှာအဲ့ဒီဟာကိုစပယ်တိုင်းရနော်ဒါကြောင့်မျိုးစီလာနေပါနဲ့ဒါနီကဟာရီရှဲနီရဲ့ဒီကိုင်ကနာနေတော့တာပေါ့နော်နောက်ဆုံးပြောရမယ်ဆိုလို့ရှိရင်သူကယေရှုလေးမခံ
ငါတို့ကိုင်းငါတို့ကိုင်းဒီဟာကိုလက်ခံမှာငါတို့တော့မိုးရှေပြင်းတိချာနေကိုလူတိုင်းရုပ်ချလက်ခံမှာငါတို့တိမဖို့ဒါနဲ့နဲ့သူတို့ကဂျုံပြီးလို့ပြင်ဆင်ကြလို့ယေရှုရောက်လာတဲ့အခါမှာသူတို့ပြင်ဆင်တခြားစစ်ဖြစ်နေတယ်တခြားစစ်ဖြစ်နေတဲ့အခါကျတော့ယေရှုကိုတော့မှလုံးဝသူတို့ဆက်ချင်တယ်သူတို့မပါလို့ချင်တယ်ဘာတောင်းလဲယေရှုဘာတောင်းလဲခုနဖတ်ပြီးပြီဘာတောင်းလဲယေရှုဘာတောင်းလဲသူတို့နမိတ်လက်ကနာတောင်းတယ်နော်နမိတ်လက်ငါတို့မြင်ချင်တယ်သူကတက်တာမှာသူတို့လည်းတကယ်မြင်ချင်တယ်နော်ဒီတေရှင်ကထောင်းရောက်တာလို့ဟုတ်လားဒီမကြောက်နိုင်သူချမ်းမှာသွားတာသူကရှေ့မှာမြင်ချင်တယ်တို့လို့မြင်ခွင့်မရလိုက်ဘူးဘာဖြစ်လို့လဲသူတို့ရဲ့ဒီ doctrine တွေဝါဒနိကခုနပြောသလိုဒါဒီဖျားခီရဲ့နိုင်ငံကိုယေရှုရဲ့နိုင်ငံကိုနဲ့စัจจิဖြစ်နေတယ်လို့ဖြစ်တဲ့အတွက်ကြောင့်ယေရှုကိုတော့နောက်ဆုံးလင်းခါတဲ့သူဖြစ်ကြတယ်လို့ဒါနောက်ပထမဦးဆုံးတစ်ဆက်ဒီတစ်ဆက်ကိုကျွန်တော်ဒါတလင်းနေကြည့်ရှောက်ဖို့လိုပါတယ်လို့နော်ဒါကျွန်တော်ပြောပြချင်ပါတယ်ဆိုတော့ဒီဟာကိုဒီလိုမျိုးဟာမသိဘူးဆိုလို့ရှိရင်ဒီကဘာဖြစ်တော့မလဲဆိုတော့ချန်ကင်ဒါကျွန်တော်ရဲ့ဒီဝင်ငါချက်ပြောတာဘူးနော်ဟုတ်ကပါတော့အတိုင်းပဲကျွန်တော်တို့ပြောပြတာလူမျိုးလက်ခံတော့တင်မတက်တာမှာတကိုယ်လိုပဲလက်ခံတယ်ပြီးသွားလာမှာပဲနော်မိမိရဲ့တက်တာမှာတကယ်ဖျားတကယ်လုံးဝချင်းနဲ့စတဲ့မျိုးတွေခါစားမှာတို့လိုအမေရိကဖျားတကယ်တကိုယ်လိုပဲလက်ခံတဘာဝလို့စူပါနယ်ချန်နယ်ကိုနေရာမှာပြီးဆိုလို့ရှိရင်ဒါခရီးရတော့လို့ယူချီလို့ရတာတော့ဒါနည်းနည်းတဘာဝလို့နေတယ်ဒီတိုက်ကိုယေရှုလာလို့ငါ့ကိုကြည့်ကောင်းတယ်တော့ဆိုတော့ထင်ရှားပြနေတာမဟုတ်ဘူးယုံနေတာကတဘာဝလို့ဖြစ်နေပြီကျွန်တော်ပြောပြပြီယေရှုရဲ့ဝိညာဉ်တော်တကိုးတော်ပရိသေယူတော့မွေးလာတဲ့သူမာရီဆိုတာကအပြောကြီးညာနော်သူစီမှာတော့ပြီးတော့မှမတုံးတာဘောသူရဲ့ယောက်ျားနဲ့လည်းမဆက်ဆံဘူးပေါ့နော်ချက်စားရဒါပေမဲ့ဝိညာဉ်တော်တကိုးတော်အဖြစ်မွေးလာတယ်ဒါကိုကျွန်တော်ဘာလို့တွေ့လဲခုနအေးထက်ခန့်ချစ်တော့စက်ခုမှာကျွန်တော်စတိုင်ဖိုင်းတွေ့ရပါတယ်ငါတို့ကပြုတ်ပြင်တော့တကိုးတော်လို့ရေးထားတယ်နော်အဲ့ဒီတကိုးတော်ကပြင်ပြတဲ့သူကခုနပြောသလိုမာရီတို့ရဲ့အသက်တာတဲ့ယေရှုမွေးလာနိုင်လို့ပဲမိမိအသက်တာချင်းအနာဂတ်နဲ့မွေးလာမယ်ဗီရှင်မွေးလာမယ်ယူပိုင်မွေးလာမယ်မဖြစ်နိုင်တဲ့အရာနဲ့မွေးလာမယ်ငါဟာချရှုံးဘယ်တော့မှမအောင်ဘူးဆိုတဲ့အရာနဲ့မွေးလာမယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကတဘာဝလို့ကိုယုံကြည်လို့အဲဒါယေရှုမွေးလာတဲ့ကဒါဘုပမာဟေထူတာတာနဲ့ဆက်ဆံမွေးလာတဲ့သူဆိုတာတေချာပေါ့အဲ့ဒီဟာကိုဒီဟိုပေါ့လူနဲ့တိတ်ပါနဲ့တွေ့ချင်လို့မရဘူးနောက်ဆုံးပြောမယ်ကဒီမိုးရှည်ပြည်နေခွေးရရန်ပေါ်ဒီနေ့ချက်တဲ့တက်တဲ့ရှင်တွေ့တယ်နော်တွေ့ချင်လို့အဖြစ်ထွက်ဒါရှိတယ်ဒါကိုကျွန်တော်လူကိုယ်တိုင်အသက်တာချင်းမှာမခါစားဘူးဆိုလို့ရှိရင်ခရိယာဘုရားမတန်ဘူးလူချီဘူးကမတန်ဘူးနော်ဒါကြောင့်မလို့ခရိယာယုံကြည်သူလုံငန်းတော့တကိုယ်နမိတ်လက္ခဏာထဲမှာရှောက်တော့နောက်ဆုံးပြမယ်ကြာယေရှုကယေဘုမာလာလျှောက်တယ်ပေတရုကသူ့သဘောကျတော့ယေရှုသိစီနာလာမယ်လို့ပြောတယ်ယုံကြည်ခြင်းနဲ့လျှောက်တော့တော့ပထမဆုံးယေဘုမာလျှောက်တယ်တော့ပေတရုလည်းတောင်းလိုက်တဲ့လျှောက်မှာယေဘုမာလာလျှောက်တဲ့သူဖြစ်ခဲ့တယ်ဘာဖြစ်လို့လဲသူယုံကြည်ခြင်းကြောင့်တဘာဝလူတွေရှောက်နေတော့ရခဲ့တယ်တို့လိုယုံကြည်ခြင်းနဲ့ကြာလာတော့လို့ဆိုတာကြာတော့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နားလေစီချင်တာရပါပါလို့ဆိုဖခင်ကိုယုံရတိုင်းပြီးတော့နှုတ်ကပတော်တိုင်းပြီးတော့နော်ဒီမှာဖာရိရှဲနေလို့ကျွန်တော်တွားနေပြီးချပေါ့ကြံခဲ့မှာနော်ဒီနှုတ်ကပတော်ကိုညီကိုတော့တကယ်တော့တာမရဘူးတဘောင်းဖြစ်ပြလာမယ်လို့ပြောချင်တယ်နောက်တစ်ခုရှောင်ရမယ်တစ်စေကကြတော့ဟီရိုရဲ့တစ်စေနော်ဟီရိုရဲ့တစ်စေဆိုတာဒါခုနပြောပြီးတဲ့စေတုံးမျိုးကဒီဩဝါဒနဲ့ဒေါက်ထရီအတွေ့အခွင့်ကိုပြောတာနော်ဩဝါဒကအဓိကပြောတာနော်သူတို့ရဲ့ခံယူချက်ညာဟားနေအဲ့လိုသူတို့တက်တာကဖျက်ခင်တကိုယ်မေးလက်ကနဆန်းဆုံးနဲ့မြင်တွေ့ခွင့်မရဘူးဒီလူတွေကဒါကြောင့်မေးလက်ကနမမြင်ရမယ့်လူမျိုးဆိုတာကလည်းတီးတန်းကိုရှိနော်ဒီလူမျိုးတွေကိုအသက်တာချင်းမှာကိုယ်လည်းခါလဲယူမမတိပဲနဲ့ယူမိတာနဲ့အမျက်ရှိတယ်တော့တတိထားဖို့လိုရတယ်လို့ကျွန်တော်ပြောပြချင်တယ်ဒါဘူးတော့အတွက်လည်းကိုယ့်အတွက်ပဲနော်ဟုတ်ပါတော့နောက်ဆုံးခုနကျွန်တော်တို့ဒီကျဆာဖန်ပြရပါတယ်မကွက်ခန်းကြီးစိတ်ငါးမှာလည်းဒါဖပ်ပြီးဟာဒီပြုလို့ရပါတယ်နော်ဟီရိုရဲ့တဆေးဆိုတာရေးထားတယ်နော်ဟီရိုရဲ့တဆေးလို့ရေးထားတယ်ဆိုတော့ဟာရရှင်ရဲ့တဆေးဟီရိုရဲ့တဆေးဆိုတာဘာလဲအဲ့ဒါဒီဟီရိုရဲ့တဆေးဆိုတာအနေဖွင့်နေတယ်နော်ခုနဟာရရှင်ရဲ့တဆေးလေးကျွန်တော်အနေဖွင့်ပြီးဟီရိုရဲ့တဆေးအကြောင်းလေးကျွန်တော်ထားနေခုဟီရိုရဲ့တဆေးဆိုတာနိုင်ငံရေးနဲ့ဆိုင်တဲ့အတွေ့အကြုံဝါလာဖြစ်ပါတယ်နော်ဒါလည်းထားပြုံးမယ်ဟီရိုရဲ့တဆေးဆိုတာဘာလဲနိုင်ရင်းနဲ့ဆိုင်တဲ့လောကသားတွေခေါ်ပြီးပါတယ်နော်ထားပြုံးမယ်ဟီရိုတစ်စစ်ဆိုတာကလည်းနိုင်ငံရင်းနဲ့ဆိုင်တဲ့ဩဝါဒတွေခေါ်ဖြစ်ပါတယ်နော်ဟီရိုဆိုတာကသူ့ရဲ့နိုင်ငံကိုဒီမျိုးဖို့ပြီးယုံရတယ်ဟုတ်နော်ပြောမယ်ဆိုလို့
ကျွန်တော်ဒါဥပမာပြလို့မကောင်းဘူးနော်နောက်ပါတော့ချင်းဆိုတော့သူ့အာနာဒီနေဖို့သူ့အုပ်ချုပ်ရေးဒီနေဖို့ပဲစိတ်ဝင်စားတယ်ယေရှုဖျားနိုင်ငံတော်မြင်ကြည့်ပုံမှာတိဆောက်ဖို့လုံးဝလည်းမခံဘူးလုံးဝလည်းမခံဘူးနော်မဿဲအခန်းကြီး2 16ကိုဆရာကြီးပြည့်ဂျုံပြကြည့်ထားပြကြပါမဿဲအခန်းကြီး2 16ကျွန်တော်ဂျုံပြကြည့်ထားပြကြပါလို့နော်ဆိုတော့ hero ဆိုရင်ဒီဟာကကြတော့နိုင်ငံရေးနိုင်ငံရေးမှာနော်သူတို့မြင်ကြည့်ပုံမှာသူတို့နိုင်ငံကိုဥစားပဲဖျားနိုင်ငံကိုဥစားပေးချင်ဘူးဖျားနိုင်ငံယေရှုကဒါကြောင့်မလို့နိုင်နိုင်ငံကိုနိုင်နိုင်ငံကဒီလောကနိုင်ငံဆက်ဆံဘူးလို့ဒါရှင်ယောဟန်ခန်းကြီး36မှာလည်းကျွန်တော်တို့ဖတ်တွေ့ရပါတယ်ယေရှုနိုင်ငံကဒီလောကနိုင်ငံဆက်ဆံဒါကိုကျွန်တော်တို့မျိုးပြောရခါမှာတဆေးဝအဓိကပြောတယ်နော်ကျွန်တော်တက်တာချင်းမှာဖျားသခင်နိုင်ငံကိုစိတ်ဝင်စားဘူးဟာလာမိမိရဲ့နိုင်ငံကိုပဲမချဘူးလို့ပြောဆိုချင်တာမဟုတ်တချို့လူတွေကပါလဲဆိုတော့ဟီရိုတဆေးဆိုတာကဖျားနိုင်ငံကိုတွင်းပတ်တဲ့စိတ်မပေါအောင်မလုပ်ချင်ဘူးမဆိုင်ပြအားမဆိုင်ချင်ဘူးဒီလောကရဲ့နိုင်ငံနဲ့ဒီနေ့ဖော်ထုတ်တဲ့ခလူးဆိုင်တဲ့လူနော်ကျေးဇူးပြဆရာဖာဘေဘာမတဲ့အခန်းကြီးနဲ့ဆက်ချောင်းကျေးဇူးကျွန်တော်ဖာဘေကြောင်းနော်ထောကဟီရိုမဲကြီးဒီဘာကိုတရားရှိလို့အလေးပြတီကိုပြည်လေကျေးဇူးအမြတ်တွေလူကိုစီသက်ချေဘာကိုတရားရှိဆိုတဲ့စေစေစေလို့ပြုတော်ကြည့်အရှင်ကာလကိုထောက်၍ဘယ်လိုမှစာတော်ကျင့်တဲ့ရှိပြတော့လည်းလည်းအရင်မှစရင်ချောအရင်အောက်ရောက်တော့လူငယ်ယောက်ျားအပေါင်းတို့တက်စီ对啦ဟီရိုတဲ့ဆေးဆိုတာယေရှုပေါ်ထွက်ချုပ်ကိုမလိုလားဘူးဖျားနိုင်ငံတော်ဒီနေ့ကြည့်ပုံမှာဒီမှာကိုလုံးဝဆက်ချင်တယ်ဒါကြောင့်ဒီယေရှုမမွေးခင်မှာဂျင်းပေါ်ထွက်တယ်အဲ့ဒီနောက်ပိုင်းဟီရိုကဘာဖြစ်လာလဲဆိုတော့ဟောဒါဟာကငါဒီနိုင်ငံမှာဘယင်တဘာဘာခင်းပေါ့နော်ဒီတဘာဘာပေါ်လာလိမ့်မယ်ဒါကြောင့်မလို့ငါတို့ရဲ့နေရာအကြီးတိုင်းတော့ဒီလူကငါတို့ရဲ့နိုင်ငံကိုဖျက်ဆီးနေသူဆိုပြီးတော့မှဒါဂျုံပြီးတော့တတိထားရနေတယ်ဘာဖြစ်လဲဆိုတော့ဒါအဲ့မှာအခုဒီခဏအယူမှာဆက်ရနော်ထွာရွေအောက်ရုပ်တော့သူညီယောက်ျားအပေါင်းတို့ကိုတတ်စီစဉ်းစားဘလို့ထိကြောက်စရာကောင်းလဲနော်ဟီရိုရဲ့အစည်းဆိုတာကအင်မတန်မှကြောက်ဖို့ကောတယ်ဖျားနိုင်ငံတော့လုံးဝမမြင်ချင်ဘူးသူ့ရဲ့နိုင်ငံသူ့ရဲ့အာဏာတည်မြဲဖို့ပဲကျူးဆိုင်နော်ဆိုတော့ဒါကြောင့်မလို့ဒီကိုတော့အားလုံးသိစေချင်တဲ့ကကျွန်တော်ကလောကီနိုင်ငံအတွက်ပဲအာရုံစိုက်လို့မရဘူးကျွန်တော်တနေ့ကျရင်ကောင်းကင်တော်မီသူနဲ့ဖြစ်ပါတယ်နော်ကျွန်တော်ကဖျားသားသမီးနဲ့ဖြစ်ပါတယ်ဖျားသားသမီးနဲ့ဖြစ်တဲ့အတွက်ဖျားနိုင်ငံတော်ကိုကြီးပုံမှာတည်ဆောက်ဖို့ကျွန်တော်ကအားပေးတယ်အဲ့လိုပြောတော့ကျွန်တော်ဗတ်တဲ့ဆဆာလို့အားပေးဟိုဗတ်တဲ့လို့ရမယ်ကိုချီတီလာတည်ဆောက်အဲ့လိုမျိုးပြောချင်တာမဟုတ်ရောက်တဲ့နေရာမှာဖျားဘုံလို့ချင်းအားလုံးမှုလို့ဆောက်ဖျားနိုင်ငံတော်ဒရာစီခါနော်ကျွန်တော်ဒါကိုပြောချင်ပါတယ်အဲ့လိုဖျားမှုလို့ဆောက်တယ်ဟာလာဖျားเจ้าမှာဒီနေမှာဒါနေမှာမဟုတ်ပါဘူးဖျားမှုလို့ဆောက်ဆိုတာဒီရောက်တဲ့နေရာမှာလူတစ်ပါးအတွင်းဝင်တယ်နေဝင်လာတာလူတစ်ပါးအတွက်ဒါဝိညာဉ်အကြောင်းပြုတ်ပြတဲ့နေဟာဖျားရမှုလို့ဆောက်တယ်လို့ပြောရပါတယ်လို့နော်ဒါကိုပြောပြချင်ပါတယ်လို့တချို့ကဒီအဆွေးနေတယ်အဲ့လိုမျိုးလူများကြိုက်ခင်းနေပြီအဲ့လိုမျိုးဆွေးနေမရှိရဘူးလူငယ်ဆိုတာကရောက်နေတဲ့မှာဖျားအကြောင်းဝင်ငါတက်ခါရမယ်ငါတို့ကဘူဝါကိုင်ကဝါငါတို့ကဒီအသိဝါငါတို့ကဒီဘောဖို့ကဒီလိုမျိုးဆိုငါတို့လည်းမခေါဒါနေကြတော့ခုနကပြောပြီးခါလေးရှင်းနေဒါဒီဟီရိုနေဒီလိုမျိုးဝါဒရှိနေတယ်ကျင့်သူတွေဖြစ်ပါတယ်လို့ဖျားနိုင်ငံတော်လည်းမဟုတ်ဘူးငါတို့တို့တာထင်မှာရှိပါတယ်လို့နော်ယေရှုကတွေ့ငါတို့တို့တာထင်မှာသူ့နိုင်ငံပြီးဆောင်ရေးဆိုတာကျွန်တော်နားလည်လို့ပါတယ်ဆိုတော့ကျွန်တော်ဒီမှာဘာကိုတွေ့ရလဲဆိုတော့ဟီရိုကခဏအောက်ဆိုရင်အကုန်လုံးကိုမြို့တူတာဖြောင်းလို့ပေါ့နော်တကယ့်ကိုအရာကြောက်စရာကောင်းတယ်ဒါကဘာကြောင့်လဲဆိုတော့ယေရှုမွေးဖွားပြီးသူ့နေရာအလုခါမှာကိုကြောက်နေတာဒါကြောင့်အကုန်လုံးတတ်ပြလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဒီမြင်ရတဲ့လောကနိုင်ငံတွေအတွက်အာဏာရှင်တွေဒါဒီတစီကျွန်တော်တက်တာချင်းမှာလည်းရှောက်ဖို့လိုတယ်ကိုယ့်ရဲ့ဟာလာကိုယ့်ရဲ့အာဏာကြီးကိုကိုယ့်ရဲ့လာအလုံးအဲ့လိုမျိုးလုပ်လို့မရဘူးကျွန်တော်ဖျားနိုင်ငံတော့ဆိုတာကဒါယေရှုရဲ့ဘုရားနဲ့အတိုင်းပဲကျွန်တော်တော့ဖို့အရေးကြီးပါတယ်လို့နော်ဒါဘာလဲဒုတိယတစ်စိနော်တတိယတစ်စိဒါတတိယတစ်စိကျွန်တော်ဆက်လက်သွားမယ်ဇတ်တူကေတစ်စိနော်မန်တဲ့ဆက်ချောင်းငါစနေကိုကျွန်တော်ဆရာဆုံးနဲ့ကျေးဇူးပြုဂျုံမီလီယိုမှာထားပေးကြပါဇတ်တူကေတစ်စိဆိုတာပါလေနော်ဒါလည်းတကယ်အရန်ကိုကောင်းချီးဖြစ်ပါတယ်လို့နော်ကျွန်တော်ဒီဟာစတာလီလုပ်တဲ့အခါမှာတကယ်ကောင်းချီးရတယ်နော်စငါဟောပေါ့ငါးကနေဖမ်းမယ်နော်ဆက်ချောင်းငါးကနေဖမ်းမယ်ဘာချောင်းဟိုအခန်းကြီးတစ်ဆက်ချောင်းအခန်းငယ်ငါးကနေတော့ဖိုက်ကြရအောင်နော်
1 2 3ဘယ်လိုဒီကံတကယ်လို့တွားချဖို့အခါမုန်းကိုရချင်းဟာနေရကြယေရှုကလည်းဖာရိရှဲနဲ့ဇတ်တုကေတို့တစ်စက်ကိုတရင်းနဲ့ကြည့်ရှောင်ကြအောင်မိတ်တော်မူ၏ဘယ်လိုတို့ကလည်းငါတို့၌မုန်းမပါတော့ကြောင့်ဒီစကားကိုမိတ်တော်မူ၏ဟုအချင်းချင်းဆွေးနွေးပြောဆိုကြယေရှုဒီတော်မူလိယုံကြည်ခြင်းအားနဲ့တော့သူတို့ဒီလိုနဲ့မုန်းပါဒီကိုထောင်း၍အဘေးကြောင့်အချင်းချင်းဆွေးနွေးပြောဆိုကြတယ်မုန်းငါလုံးနဲ့လူငါထောင်စား၍ဝါချွေဘယ်နှတော့ကောင်းတဲ့ဒီကို၎င်းမုန်းကနလို့ကိုလူလေးထောင်စား၍စားချွင်းဘယ်နှတော့ကောင်းတဲ့ဒီကို၎င်းဒီလိုဒီကလုံးမသိမအောင်မပေးနေကြတော့ဟာရိရှဲနဲ့ဇတ်တုကေတို့ရဲ့စေကိုကြီးလျှောက်ကြတော့ဟိုတော့စကားကိုငါပြောဒီတွေမုန်းကိုအမှားဖြစ်၍ငါမပြောဒီလိုဒီနားမလဲလေအဘေးကြောင့်နေကြတယ်ဟိုမိတ်တော်မူ၏ဘာကတပည့်တော်တို့ဒီမုန်းတဲ့စေကိုကြီးလျှောက်ကြဟုမိတ်တော်မူ၏မမူဟာရိရှဲနဲ့ဇတ်တုကေတို့၏ဝါရာကိုကြီးလျှောက်ကြဟုမိတ်တော်မူကိုနားနေကြတယ်ဒါရှင်းနေနော်ဒီမှာတကယ်ရှင်းနေကျွန်တော်တို့ဒါခုနကပြောကိုရဲ့ကျွန်တော်လည်းအထင်ကြီးပြောနေမဲလို့ထင်ပါဆိုလို့ဒီမှာနောက်ဆုံးစနစ်ကောက်ကျွန်တော်ဖတ်ပြမယ်နော်ဒီဘောအဓိကပြောချင်တာကတစ်စက်ကိုကြီးရှောင်းဖို့မိတ်လို့မမူဖာရရှင်ဇတ်တီလူကြီးဥဝါဒကိုကြီးရှောင်းကြဖို့မိတ်လို့ကိုနားလေကြတယ်ဒီမှာကျွန်တော်တို့ဘာလို့ပြရလဲဆိုတော့ဇတ်တီတဲ့စေပါလာဖြစ်တော့အခုနကြတော့ဗာလေပထမတစ်စက်ပါလေအားလုံးပထမစေကပဲတစ်စက်လေဟမ်ပထမစေကဖာရရှင်တစ်စက်လေတေချာရစေချင်တယ်ပေါ့နော်ဒါမတိရှောင်းရမယ်ရတတိထားမယ်ရမဟုတ်တော့လူငယ်လူမြတ်ကဘာတိုင်းမိုက်တဲ့ခါမျိုးမှာနောက်ဆုံးအတွေ့ကိုကရလီချလို့မှုရကမတော့မှတော့တင်လို့မဟုတ်ဘူးနော်အဲ့လိုမျိုးတို့ဖျားခင်နှုတ်ပါလို့ကိုနာနှုတ်ပါလို့ဆိုတာဘယ်လိုပြောလုံးနေမတော့နှုတ်ပါဆိုတာဘိုင်လုံးနေတော့ဒီခရစ်စတန်ကဂျေဇုလိုတော့တေဆိုတာကကျွန်တော်အားနေချက်ပုံမှာဒီကောင်းချအားတာချင်းနေပုံမှာအဓိကမူတည်နေမဟုတ်ဘူးခရစ်ဆိုတာကကျွန်တော်ကောင်းနေဖြစ်စေဆိုးနေဖြစ်စေလက်ခံဒါကိုဖျားခင်ရဲ့ယေရှုခရစ်တော်ရဲ့ဂျေဇုတော်ဟောဒါမှဒီကိုလို့လေโอเคဆိုတော့ကျွန်တော်တို့ဒီမှာဘာကိုတွေ့ရလဲဆိုတော့အဓိကယေရှုဆိုလိုချင်တဲ့အကြောင်းကတော့ဒါဇတ်တူတီရဲ့ဟိုလာခုနဖာရီရှေဟိုလာရှင်ပြပြီးတော့ဒီဟီရိုဟိုလာလေကျွန်တော်တို့ရှင်ပြပြီးဆိုတော့ဇတ်တူဘေးတစ်စီဆိုတာပါနော်ဒါအောင်ကြည့်မတ်တဲ့အခါကျရင်20နှစ်ကိုဆရာဆုံးတော့တေချာလေကြုံရထားပေးပါအခါချင်း20နှစ်အပိုင်းငယ်23ကနေ30နှစ်အထိကျေးဇူးပြုထားပေးကြပါတော့ခဏနေဖတ်ကြမယ်နော်ဇတ်တူဘေးတစ်စီဆိုတာပါလေဒီဖို့လိုအပ်ဇတ်တူဘေးတစ်စီဆိုတာကကျွန်တော်တို့ဝိညာဉ်ရေးအယူကြည်မရှိဝိညာဉ်ရေးအယူကြည်မရှိရှင်ပြထားလို့ချင်းမယုံဘူးကောင်းကင်သမားလည်းမယုံဘူးဒီကောင်းကင်ရဲ့မြစ်ရှိတာလည်းမယုံဘူးသူတို့ကဒီဘယ်လိုမျိုးအကိုလူချင်းလဲဆိုတော့သူတို့နေကကြတော့ဘယ်လိုမျိုးလူစားလဲဆိုတော့သူတို့ယူဒပီပြန်လို့ဒီဆောက်ချင်းရှိဖို့ယေရှုယူဒနိုင်ငံပြန်လေဒီဆောက်ဖို့လူမျိုးကြီးဝါတာနောက်ဆုံးပြောမယ်ဒါဇတ်တုကေတဲ့ဆေးဆိုတာကလူမျိုးကြီးနဲ့ဆိုင်တဲ့အတွေ့ကိုဥဝါဒနဲ့အတွေ့ကိုဖြစ်ပါတယ်နော်ထပ်ပြောမယ်ဇတ်တုကေရဲ့ဆေးဆိုတာလူမျိုးကြီးနဲ့ဆိုင်တဲ့ဟိုဝါလာနဲ့အတွေ့ခေါ်အလုံးမမီမလားနော်ဒါအရင်ကြီးတယ်ဇတ်တူကြီးရဲ့တစစ်ဆိုတာပါလေလူမျိုးကြီးနဲ့ဆိုင်တဲ့ဟိုဝါလာနဲ့အတွေ့ခေါ်ဒါနဲ့မိုက်တဲ့လူကလို့ဗျာဘဝမှာတကယ်ကိုမလွတ်မြောက်နိုင်ဘူးဘလောက်ကြီးကျူးဆဆဒီလူများတကောမဲလာတော့မမီရဲဘူးနော်ကျဆာရှင်းရှင်းလေးပြောထားပြီးသားနမိတ်လက္ခဏာမမြင်တဲ့သူတွေကဒီတုံးလုံးပဲတခြားလူတွေတော့ယုံတဲ့တာမြင်နိုင်ဖြစ်ရှိဖျက်တဲ့ကိုယ်လို့နော်နမိတ်လက္ခဏာတက်တာမှာသူ့ပင်ချင်းခါလို့မှာဖျားရဲ့တကူတော့လုံးလုံးချင်းကိုလူတိုင်းခံစားနိုင်တို့တို့ဒီလူမျိုးသုံးမျိုးကိုယေရှုဘယ်တော့မှမေးလိုက်တာမလုပ်ကြဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ကြောင်းချင်းနဲ့ဥဝါဒအတွေ့အခေါ်တွေကဖားနေလို့ဖြစ်ပါတယ်နော်။သူတို့ကလူမျိုးရေးနဲ့ဆိုင်တဲ့အတွေ့အခေါ်နောက်ဆုံးပြောမယ်။ကောင်းကင်တမန်လည်းမယုံဘူး။ရှင်ပြထားမှချင်းလည်းမယုံဘူး။ဒီလူတွေကတကယ်ကိုလူမျိုးရေးတမန်တွေသူတို့ယူတာပြီးဒီခေါ်ဖို့ဂျူးနေကောင်းချီခံစားဖို့နောက်ဆုံးဒီခင်းနေပြောမယ်ဆိုလို့ရှိရင်ဗျာငါတို့လည်းတတိထားမှာပေါ့နော်။ကျွန်တော်အခုကျွန်တော်ဆိုရင်ချင်းတို့ကျွန်တော်ချင်းပဲအောင်မြင်ချင်းမျိုးပဲကောင်းချစ်ခါစားမယ်အဲ့လိုမျိုးပြောလို့ကျွန်တော်ချင်းကိုချက်တော့မဟုတ်ဘူးအောင်မြင်ပါစေလို့ဒီတိုင်းလို့လူမျိုးမရွေး
ကျွန်တော်ကယေရှုနှလုံးသားရတဲ့အခါမှာကျွန်တော်ကလူမျိုးကပဲကောင်းချစ်ဖြစ်ဖို့ဖြစ်ပါတယ်နော်ကိုယ်လူမျိုးစင်ပြေဖို့ကိုယ်လူမျိုးအောင်ဖို့ကိုယ်လူမျိုးကောင်းစားဖို့ကိုယ်လူမျိုးထိတ်ဆုံးအောင်အရက်တင်နေဖို့ဒီလိုမျိုးတွေးကိုရှိနေလေဆိုလို့ရှိရင်တတိထားဒါကဇတ်တူကေတစ်စီဖြစ်တော့တယ်နော်ဒါနဲ့ဒီဖို့လို့လေအဲ့လိုမဖြစ်ဘူးဥပမာဒါကြောင့်ဇတ်တူကေတစ်စီဆိုတာကမိမိရဲ့လူမျိုးနဲ့လူမျိုးရေးဝါဒဒါအပေါင်းချင်မှာကျွန်တော်အမေကဒုမျိုးမျိုးတွေ့ရတဲ့ accumulation အနေထားဘောနော်ကျွန်တော်ကဘယ်သူမှဝေဖန်တော့မဟုတ်ပေမဲ့တချို့လူတွေကသူတို့ရဲ့အတင်းဖွဲ့ community နဲ့သူတို့ရဲ့ဖွဲ့စည်းနေတုံးတဲ့အောင်ဒီဘုကောင်းချစ်ခါစားဖို့ပြင်းလေဒါနဲ့ပဲနဲ့လုံပန်းနေရတာတွေ့ရတယ်ယေရှုဒါကြောင့်ဘုထောင်မှုဖြစ်လို့ကျွန်တော်အရှိတော်အရှာမှာဘုထောင်မှုကမရှိလို့ဘောနော်ဘာဖြစ်လို့လဲဆိုတော့လူမျိုးစရိုက်စိတ်နဲ့စိတ်ထားအားလုံးကဘယ်လိုဖြစ်လာလဲဆိုတော့လူမျိုးရောဝါဒအများကြီးဆွေးကလာတဲ့ခါကျဥပမာဗျာကျွန်တော်ကထားပါတော့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့တင်းလို့ကိုယ့်ရဲ့ဒီကိုမောင်မလေးကိုယ့်ရဲ့ချင်းလူမျိုးတွေကိုယ့်အဲ့လိုမျိုးလူတွေတုံ့ပြန်အောင်နေစေချင်တယ်ဒါကျွန်တော်ရဲ့ဇာတ်ကတစီမတင်တန်ဝင်းနေပြီကျွန်တော်တကယ်ဒီနေ့ခုပြနောက်ပါလာရန်ကြီးချင်တယ်နော်အငင်းကိုတို့တိစေချင်တယ်အဲ့လိုမျိုးဖြစ်ရဘူးတရှိတော့ဝင်းလို့ဖျားအတုံးပြလို့တူတယ်နော်ဖျားပိတဲ့အတုံးပြလို့ဘယ်သူမှဆိုကျွန်တော်ကလက်ခွန်တိပြနိုင်နော်တဘောတူဒါကြောင့်လူဆိုတာတဘောတူဘယ်သူမှဆိုပေါင်းနိုင်ပြီးတော့အလုံးလုံးနေရဥပမာတော့ဆိုပြမယ်ဗျာခွေးကခွေးနဲ့ပေါင်းတယ်ကြောင်ကကြောင်နဲ့ပေါင်းတယ်တရိษံကတရိဟိုပေါ့ဖြောက်ကဖြောက်နဲ့ပေါင်းတယ်ဗျာဟောပေါ့သူတို့မျိုးတူမှာပေါင်းတယ်ဆိုတာကတရိษံနဲ့တော့လုံးနိုင်တဲ့အစီဗျာနောက်ဆုံးပြောမယ်မျိုးတူမှာပူပေါင်းမယ်သူနဲ့ခင်နေဆိုလို့ရှိရင်တကယ်တရိษံအတွေ့ခေါ်တယ်တရိษံရဲ့စိတ်နဲ့စိတ်ထားတယ်လူအားလုံးမဖြစ်ရဘူးကျွန်တော်တို့ကတဘောတူရင်ဘယ်လိုလူမျိုးလူဖြူလူမျိုးလူဝါလူမဲအမျိုးမျိုးပေါင်းနိုင်ရမယ်ဒီလိုမျိုးစိတ်ကကျွန်တော်ဆိုလို့ရှိရင်ခုနဆရာတို့လည်းရခုပါ international မှာတော့အဖြူနေရောအမဲနေရောကျွန်တော်စကားပြောတယ်သူတို့နဲ့ဟိုမှာလည်းနိုင်ဂျီးရီးယားနေရောဒါဟိုပေါ့အာဖရိကန်ကဆရာနေရောဒီက international အမေရိကဆရာနေရောကျွန်တော်လူမျိုးဘာသာမယူဘူးကျွန်တော်မိတ္တဟာရဖွင့်တယ်ကျွန်တော်ဘယ်သူမှဆိုကိုယ့်အတွက်တုံးသေးစေရရတယ်ကောင်းချီးဖြစ်စေရရတယ်ဖျားဘုံကိုထင်ရှားစေရရတယ်ဘယ်သူမှဆိုကျွန်တော်ကတကယ်နေရာပေးတယ်ဘာဖြစ်လို့လဲဆိုတော့ရင်းနေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကကဘာကိုဒီတော့ယေရှုမှာထားတယ်ယေရှုရဲ့မဟာစေခိုင်းချက်မှာမဿဲမှာကျွန်တော်ထိုင်တယ်ပါဒီလိုဒီကဘာကိုဒီတော့ဒီလိုနဲ့သူရှိတယ်တဘောကပါလေယေရုရှလင်မှာယူဒာပြည်ရှာမာရိပြည်ကြီးဆိုတာငါတို့ကယေရုရှလင်ပြည်ကငါတို့ချင်းမဲလို့နဲ့ငါတို့ကမြန်မာမဲဆိုအဲ့လိုမျိုးဘောထားလို့မျိုးဒါချက်ကျွန်တော်ကခါလေတော့ international မှာအများတော့ပြတော့အများ international ကဒီလူကြီးစိတ်ရရှိတယ်ပေါ့နော်သူတို့ကအဲ့လိုမျိုးငါတို့အောင်မျိုးအဲ့လိုမျိုးစိတ်တော့ရှိဘူးဘသူကတကယ်တော့လေဘသူကရင်ချင်းချင်းဘသူကဥဆောင်တယ်ဘသူကတကယ်ကိုဟိုဘောလူငယ်တို့ဖန်ကန်တဲ့နှလုံးသားဥဆောင်တယ်ဘသူကလူငယ်ပေါ်မှာမေတ္တာစိတ်နာကြထားတယ်ဘသူကစိတ်နဲ့စိတ်ထားမှကောင်းမှုရှိတယ်ဒါနေချီပြီးတော့မှဒါတောင်းနေရပြီးတော့ခေါင်းဆောင်ခါကြတချို့ခေါင်းဆောင်ပေါ့နော် leadership ညာဒါအရာကိုကျွန်တော်လေးစားတယ်ဘူးနောက်လို့လေဆိုသူတို့မှလူမျိုးဆွေးတာလေဝါဒတိုက်ရဘာမှမရှိဘူးသူတို့ကအောင်မြင်တော့ပြီးလို့ဥဆောင်နိုင်တဲ့အရေးချင်းချင်းဥဆောင်ပြုကြတယ်အဲ့ဒီလိုမျိုးအသိဖွဲ့ကျွန်တော်အမေနာတို့ကျွန်တော်ဒီ leadership ကြောင့်လည်းအများကြီးသိတဲ့အခါမှာလေ့လာတဲ့အခါမှာသူတို့ဒီ business coaching လုပ်နေသူတွေမှာကျွန်တော်သင်ကြားတဲ့အခါမှာလေသူတို့တွေကဘာနေကွာဒီကဝင်ခါဟောပြောလေဆိုလို့ရှိရင်တကယ်ဘသူကတော့ဥဆောင်အဲ့လိုပဲဘသူ eco နော်ဆို eco CEO ပေါ့နော်ဒါခေါင်းဆောင်သူတို့တင်းဖို့မှလည်းနေရာပေးချတယ်ဒီအပြင်လောကစီးပွားရေးသမားတွေတော့အဲ့လိုတော့တယ်နော်ငါတို့ခရီးရာယူကြည့်သူလည်းအဲ့လိုမသွားနိုင်ဘူးဖယားကမတီးတဲ့သူတွေတော့အဲ့လိုသွားနေပြဘူးဒါဗုဒ္ဓဘာသာလည်းဖြစ်နေဒါမုစလူမျိုးဘာသာဖြစ်သူတို့သူကအရင်ချင်းချင်းဥဆောင်ရတော့ပဲဥဆောင်ကိုပြုကြတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာသူတို့ရဲ့လူ့ဖွဲ့စည်းတုံ့ပြန်လာတဲ့အခါမှာ organization တုံ့ပြန်လာတဲ့အခါမှာဘယ်သူတွေကအားလုံးကောင်းချစ်ဖြစ်လေဆိုတော့အားလုံးကောင်းချစ်ဖြစ်တယ်သူတို့မှကောင်းချစ်ရတာမဟုတ်နော်အဲ့ဒီပတ်ဝန်းကျင်တစ်ခုလုံးအားလုံးကောင်းချစ်ရတယ်ဒါကြောင့်အပြင်လောကရဲ့ business ဒီစီးပွားရေးသမားတွေတော့မှဒီလိုမျိုးကျင့်သုံးနေဆိုလို့ရှိရင်အဲ့လိုပြောလို့ကျွန်တော်ကအဖေနိုင်ငံတော်ကိုစီးပွားရေးနဲ့လေပြီးတော့မှဟာလာဒီစီးပွားဆန်ဆန်နဲ့လို့ပို့ကျွန်တော်တိုက်တွန်းနေတာမဟုတ်ဘူးအတွေ့ကိုဖန်ကန်တဲ့အတွေ့ကိုရစေချင်တယ်နော်ဖန်ကန်တဲ့အတွေ့ကိုရစေချင်အဲ့လိုမျိုးရတဲ့သူကတေချာပေါ့ဒါမြင်တတ်လိမ့်မယ်မြင်လာလိမ့်မယ်ပေါ့ဒီလူနဲ့ကျွန်တော်လုပ်ရင်ဒီလူကကျွန်တော်တို့ကောင်းချစ်ဖြစ်နေသူဒီလူကကျွန်တော်တနေ့ကြိုက်ရင်လက်တွေ့အနာကမှာကောင်းချစ်ဖြစ်နေသူဆိုတော့တည်တယ်ဘာဖြစ်လို့လဲသူတို့မှာအခုနပြောတော့တဲ့ကောင်းချစ်ဖြစ်စေတဲ့အရာပေါ်မှာဝင်ပြီးတော့ဒါတော့တာဖျားနိုင်ယေရှုဆိုတာအဲ့လိုမျိုးဖျားနိုင်လို့ဆိုဟိုဟာဖြစ်တာတရားဖြစ်တာဒါကြောင့်ကျွန်တော်အားလုံးကိုကျွန်တော်
ခွာပေးခြင်းနဲ့တတိလေးပေးခြင်းနဲ့ကဘာလဲဆိုဒီတစ်စိတ်ကိုလုံးဝကြည့်ရှောက်ဖို့လိုပါတယ်လို့နော်ဆရာကျေးဇူးပြုရဲ့ဖတ်ပေးပါမတ်တဲ့အခန်းကြီး22အခန်းကြီး22အပိုင်းရဲ့23နဲ့30တိတိကျွန်တော်တို့ကဖတ်စီချင်ပါတယ်လို့နော်1 2 3ဖတ်ရအောင်ယူရှိသောဇတ်တုကဲလို့ဒီထုံနေတဲ့ထံတော်တို့ရှိကြ၍အရှင်ဘုရားလူကြီးကတာမရှိတဲ့တဲ့လေသူ့မယားကိုမိသိမ့်၍အကိုအမျိုးမပြတ်စေစံနေမှုမောရှိရှင်ပါပြီအကျွန်ုပ်တို့တွင်ညီကိုခုနှစ်ယောက်ရှိပါ၏အကိုအချီဒီမိမနဲ့ဆုံးဖြတ်၍တာမရှိတဲ့တဲ့တည်းမိမိမယားကိုမိညီနဲ့ချရစေ၏ထိုအတူတယောက်နောက်တယောက်ခုနှစ်ယောက်တော်ညီကိုတို့ဒီထုံမိမနဲ့ဆုံးဖြတ်ပြီးမှတေးကြ၏နောက်ဆုံး၌ထုံမိမဒီတေးလေ၏တို့ဖြစ်လေထားမြောက်ရကထုံမိမဒီခုနှစ်ယောက်တော်ညီကိုတို့တွင်အဘေသူမယားဖြစ်ရပါမည်ဘုရားပေါလို့ဒီထုံမိမနဲ့ဆုံးဖြတ်ခြင်းကိုပြုကြပြီဟုမေးလျှောက်ကြ၏ယေရှုကလည်းဒီတို့ဒီကြားစာကိုနားမလဲဘုရားသခင်တကိုးတို့ကိုမသိသောကြောင့်ဟာတော်အယူကိုယူကြ၏ထားမြောက်ရကာလနဲ့ဆုံးဖြတ်ခြင်းကိုမပြုထင်များပေးဆိုင်ခြင်းဟာမပြုကောင်းကင်ဒါဖျားခင်တမန်တို့ကဲ့သို့ဖြစ်ကြ၏ထိုမှတပါတေလွန်တို့သူတို့ထားမြောက်ခြင်းအရာမှာဖျားခင်ငါတို့ကိုအာဗြဟံဖျားဣဇိဖျားယာကုပ်ဖျားဖြစ်ပြီးဟောတင်တို့အားမမောစ်လုံးကြောင့်ဟောတင်တို့ဒီအဘေတူဟုတ်လို့ဖျားခင်တင်းနေတော့သူတို့ဖျားမဟုတ်အသက်ရှင်တို့ဖျားဖြစ်လို့မတွေ့လို့ကျွန်တော်တို့ဒီမှာပါကိုတွေ့ရတယ်ဆိုတော့သူဒီကျွန်တော်ဟာရရှိနေတာဒီနေ့မယုံဘူးဒါကျွန်တော်ကြားစာရအခုနအများကြီးပြောပြပြီနော်ဒါမျိုးမယုံရခါမှာဘာပြဿနာတိတ်ကြလဲဆိုတော့တနေ့ကျွန်တော်တေရောကောင်းကြီးရောက်နေဆောင်မယုံဘူးအယုံကြည်မရှိဘူးဒါဆိုလို့ရှိရင်ကျွန်တော်လူကအသက်50 60တရားအသက်ရှင်ထားပါဘူးတေတော်ပြီးနောက်ပိုင်းမှာဒါမယုံကြီးကျွန်တော်ဒါပြစ်ကိုဝမ်းနေစရာကောင်းတဲ့အချက်နော်ဒါလေးကြားစာရကျွန်တော်ပြောပြတာနော်ဒီဟာနေရှိတယ်နော်ဖာရိရှေနဲ့ဒါဟီရိုရဲ့စေဇတ်တုကေလိုဒီတစေတုံးမျိုးဘောကျွန်တော်တက်တာတင်မနေအောင်ပြောအခုနာမြိုင်ပြောပြီးဇတ်တုကေတစေဆိုရင်လူမျိုးရေးနဲ့ဆိုင်ဝါဒအတွေ့ကိုပြပါတယ်မိမိလူမျိုးအောင်မှာဟလာမိမိလူမျိုးဒါနေဟာလာကိုယ့်ရဲ့နိုင်ငံအဲ့လိုမျိုးပေါ်လို့မျိုးမလေးရှားနိုင်ငံရောက်လာတဲ့အခါမျိုးကြီးစိတ်ရရှိဖို့လိုတယ်နိုင်ငံမလေးရှားနိုင်ငံအတွက်ပါထောက်ဖို့ပြောဒါနေတွေ့တတ်ဖို့လိုတယ်နိုင်ငံအတွက်ကဘာချက်အတွက်ကျွန်တော်ဘာထောက်ဖို့ပြောဒီလိုမျိုးအတွက်ကိုရှိမှာပဲကျွန်တော်ကတကယ်ကိုဖျားတခင်ရအသုံးပြုလို့ရတယ်နှလုံးသားယေရှုနေရာယူပြီးတော့တဘာဝလို့ supernatural တကိုးကိုအချပ်လို့ခေါ်တယ်ဆွဲဆောင်နိုင်တဲ့အတ္တတာဖြစ်ပါလိမ့်မယ်မဟုတ်ရင်တော့ကျွန်တော်ဘာဖြစ်မှာလဲဆိုတော့ဒီအစေသုံးမျိုးမှာပဲဘာသာမိုက်တဲ့ချင်းမြူပြီးတော့မှမိုက်တဲ့ခါပြီးတော့မတုတ်တိလာတော့ဒီတော့တေချာမောဘယ်အခုလည်းတုတ်တိမှာနောက်လည်းတုတ်တိတော့မှာပေါ့ဒီသုံးမျိုးကအတ္တတာချက်မှာလုံးဝတရေနဲ့ချီရှောင်းမယ်မစစ်ဖြစ်ပါလေလို့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဝင်ကြီးတို့တဘုံလုံးနဲ့ပြီးတော့ဖို့ဘာဘယ်ရနေလွတ်ရမှာလေနော်အခုနကျွန်တော်တို့ပထမပါမှာဒါတဘာဝလို့တကိုးကိုဖြစ်စေတဲ့အကြောင်းကိုပြောပြီးဒုတိယမှာကကြတော့မဖြစ်စေတဲ့အကြောင်းကိုပြောပြီးနောက်ဆုံးတတိယကြတော့ဖျားခင်ရဲ့ supernatural တကိုးကိုနမိတ်လက္ခဏာတွေဖြစ်စေတဲ့အရာတွေကပါဘယ်လိုလဲနော်ကိုတမန်တော်ခန်းကြီး4:30ကိုဆရာကျေးဇူးပြုကျွန်တော်သူကဟာပဲကျွန်တော်ဟာပဲဆင်ချင်တယ်ကျွန်တော်တက်တာမှာတဘာဝလို့ supernatural တကိုးလို့အရာလို့ပါတယ်လူဆိုတာအဲ့ဒါမလို့ဘူးဆိုလို့ရှိရင်တေချာပေါ်ကျွန်တော်ကခါသားနေတယ်တူမှာအဲ့လိုဒီမှာဒါအားလုံးယူချင်သူဟုတ်ဖြစ်ကြတယ်မလားမျိုးချင်သူရှိတယ်ဒီမှာမျိုးချင်သူမရှိပါဘူးနော်ဟုတ်ပြောချင်တာကဘာလဲဆိုတော့အားလုံးကယူချင်သူဖြစ်တဲ့အတွက်ကြောင့်ဒီတဘာဝလို့တကိုး supernatural အတ္တတာချမှာတကင်းတွေ့ခါဆောင်ကိုယ်တိုင်ထိတွေ့ရဖို့ပါဒီအရာမရဘူးဆိုလို့ရှိရင်တေချာပေါ်ကျွန်တော်ယူချင်သူဖြစ်တာလေရှင်တို့ခရီးလုံးလာတော့မငြင်းဘူးဆရာတော့ခုနကအလေးရှာနေယေရှုပြောတယ်လို့ပေါ့နော်ဒါဖျားကိုယုံကြည်တာတော့မတကယ်ပြည့်စရာတော့လေဒါကြောင့်မလို့ကျွန်တော်တို့တက်တာထဲမှာ supernatural service ရုပ်ချင်းကဒီအရာတွေမှာဒီကောင်ဝင်ဟောပြောချင်ဖြစ်ပါတယ်လို့နော်ဆိုတော့တမန်တော်များတက်တာထဲမှာမြင်တွေ့ရတဲ့သဘောလိုမေးလက်ခံကပါတယ်ဒီတမန်တော်ဆန်ပါလို့ဆိုတော့ကျွန်တော်လေ့လာတဲ့အခါမှာတကယ်သူက supernatural နေပြီးမှပဲတွားလာကြတယ်နော်ပေတရုတို့ယာကိုယောဟာပေါင်းနောက်ဆိုရှင်ဘောလူအထီကိုသူတို့ကတက်တာထဲမှာနမိုက်လက္ခဏာလေးပြောရင်တော့ကျွန်တော်အများကြီးပါပဲလူတေရှိပြထမ်းရောက်တာနဲ့မချမ်းမဲလူချမ်းမာတာနဲ့ယေရှုပြောတဲ့နမိုက်လက္ခဏာအကုန်လုံးကိုသူတို့ကိုယ်တိုင်လည်းဆိုင်လုံးလာနိုင်ကြတယ်နော်
ပြီးတော့ထုတ်ထောက်မှုနဲ့တကယ်ဖြစ်တယ်တမန်တော်ခန်းကြီးဒီမှာပေတီကော့စ်တေပွဲနေမှာအရှင်တော်ဝင်တော်စင်တဲ့လာတဲ့ခါမှာအသိတော်စတဲ့ပေါ်ပေါ်လာအခုလို့ပေါ်လာလဲဆိုဝင်းတော်စင်တဲ့လို့ဒါကြောင့်အသိတော်ဆိုတာဘယ်ကနေစလဲဆိုလို့ရှိရင်ဟိုဟာကလူမျိုးရင်းနဲ့ဆူဆောင်လို့ဖြစ်ပြနေတာမဟုတ်ဘူးဒါကိုသိစေချင်လူတချို့ကအသိတော်ဖြစ်ပြနေတာအသိတော်နေတည်ထောင်နေဆိုလူမျိုးရင်းနဲ့ဆူဆောင်လို့လူမျိုးရင်းနဲ့စီလို့တဲ့ခါကျမှယူမင်တီဖြစ်တဲ့ခါကျမှအသိတော်နေဖြစ်ပြတယ်လို့ထင်တာမဟုတ်ဘူး但是我们那边就弄老大的嘛，被这个的不呢，生出来嘛，他妈的家电脑是过了，这现在电脑是吧？就用过了，没习惯喏。可能比如说某些的平价低价的多价那里都多，的电脑不好去搞，但是我们那边现在去那边也得上某些，他妈弄呢，不好去呀，看嘛，把不了。သူတို့တက်တာတင်မှာကိုယ်နမိတ်လက္ခဏာနဲ့မြင်ရလဲဆိုတော့ယေရှုလို့တဲ့နမိတ်လက္ခဏာအရှိကိုရှိတဲ့ယုံကြည်ကြတယ်နော်ယေရှုပြုတဲ့နမိတ်လက္ခဏာအလုပ်ကိုလက်ခံကြတယ်နားလည်နိုင်ကြတယ်သဘောပေါက်နိုင်ကြတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ယေရှုဟာဘုရားဖြစ်တယ်ဘုရားသားဖြစ်တယ်ဆိုတာနံပါတ်1တင်မှာပြုတယ်နံပါတ်2ဒီလူဟာသူတို့မုန်းကားလို့ငါ့ကိုလည်းလူနာထောက်ကျွေးတယ်နော်အများကြီးသူတို့ရှိမှပြပြနေတော့သူတို့ကယုံကြည်လာကြတယ်ဘာဖြစ်လို့လဲယေရှုကသူတို့အတွက်နမိတ်လက္ခဏာလုပ်ပြတာနေတာမှမဟုတ်တာဒါကြောင့်မလို့ဒါပေမဲ့သူတို့အတွက်ယေရှုကအများကြီးလုပ်ခဲ့ပေမဲ့ယေရှုလူတန်းတော့မလုပ်ဘူးအဲ့ဒီဟောထားပြောချင်တယ်အခုနယေရှုမလုပ်ခဲ့တဲ့နမိတ်လက္ခဏာမြင်ခွင့်မရအောင်သူတို့ရှိမှဘယ်တော့မှနမိတ်လက္ခဏာမလုပ်တဲ့လူမျိုးဆိုတာတိတရှိအဲ့ဒီတော့ပထမဆုံးခါရရှိနေပစေနော်အဲ့ဒါကဘာသာရေးဝါဒအတွက်ခွင့်ဆိုင်ရဲ့ဝါဒကတိကပြောတာဖြစ်ပါတယ် doctrine ပေါ့နော် doctrine ကိုပြောတာဖြစ်ပါတယ်နံပါတ်2 heroic ပစေဒါကြောင့်နိုင်ငံရေးပြအာဏာတည်နေပြီဒါတွေ့ရတဲ့အတွေ့အကြုံမျိုးဖြစ်ပါတယ်နိုင်ငံရေးနဲ့လူမျိုးတွေ့ခုမှာဒါမိုက်တက်ပြီးတော့ဟိုဟာလာဖြားပြီးတော့လူမျိုးတွေ့ခုမှာဖြားနိုင်တယ်လို့မမြင်လို့ဘူးနိုင်ငံတွေရှိရှိနိုင်ငံတို့ခြေပြတ်ဖို့စိတ်ဝင်စားတယ်လူတိုင်းကလောကီမြင်ရတဲ့နိုင်ငံရဲ့အတွက်အာရုံစိုက်လို့လားဘာဖြစ်လို့လဲဟေရိုးတို့အတွေ့ဒါကြောင့်မိမိတက်တာထင်မှလေဒီလိုမျိုးရှိနေဆိုရင်တတိထားဒီချောက်ပေါ်ဖြားနိုင်ငံတော့စိတ်ဝင်စားလို့လောကီနိုင်ငံအတွက်ပဲဆရာကြီးလုံးနေပြီဆိုလို့ရှိတာလာတော့ရဟီရိုတစ်စက်ကူကူနေနော်လာဝချမောအားပေးချင်တယ်ဘာဖြစ်လို့ဆိုတော့လူကဒီလိုတိနာမကြည့်ဘဲနဲ့ခံဂျူနီရတယ်ဖြစ်ပြနေရတယ်ဒါကလေအဲ့လိုမျိုးပြောတချို့လူများကိုယ်နဲ့တော့အဲ့လိုမျိုးဆိုလို့ချင်တာမဟုတ်ပါဘူးเนาะကျွန်တော်တို့ကဖျားနိုင်ငံကိုလေအာယူဆိုင်ဖို့ပါတယ်ဆိုတော့ဖျားနိုင်ငံကိုပြီးထားလို့မရဘူးဆိုတော့အဓိကပြောချင်ပါတယ်လို့เนาะဆိုတော့ဒါနဲ့ရှိပါတယ်လို့ဇတ်တူကစီယာကြတာအများကြီးပြောပြီးလူမျိုးရင်းနဲ့ဆိုင်တာပြောပြပါတယ်လို့เนาะโอเคအခန်းကြီးတမန်တော်လေတမန်တော်အခန်းကြီးလေးအပိုင်းနဲ့30ညနေဆရာကျွန်တော်တို့ကဖတ်ပေးကြပါလားတာချင်းနဲ့ဖတ်ပေးကြပါနော်ရေးရင်းနဲ့ဖတ်ပေးကြပါလို့ပြောကြပါလားတွေ့ကြမယ်ဆိုလို့ရှိရင်30ညနေဖြစ်မယ်နော်โอเคအတူတူကဖတ်မယ်1 2 3ယူ30ညနေဖတ်မယ်နော်တမန်တော်ဝါတို့အခန်းကြီး4အပိုင်းနဲ့30ညနေ1 2 3ယုံကြည်သောသူအပေါင်းတို့၏စိတ်လုံးတည်ငြိမ်ပြီးလို့ရှိကြ၏အဘယ်သူများမိမိဥစ္စာတစ်စုံတစ်ခုကိုငါဥစ္စာဝေမဆိုဘဲလျက်ရှိသည်များသောဥစ္စာတို့ကိုဆက်ဆံပြီးသုံးဆောင်ကြ၏ခင်ယေရှုထမြောက်တော်မူခြင်းအကြောင်းကိုတမန်တော်တို့သည်ကြီးသောတကုန်းနဲ့တည်ခံ၍ထိုသူအပေါင်းတို့သည်ကြီးသောကျေးဇူးတော်နဲ့ပြည့်စုံကြ၏ထိုသူတို့တွင်ဆင်းရဲသောသူတယောက်မျှမရှိအကြောင်းမူကားအေးနေခွက်ကိုပိုင်သောသူရှိများတို့သည်ရောက်ပြီးရသောအဖို့ကိုယူ၍ဆောင်ခဲ့၍တမန်တော်တို့၏ရှင်ရင်း၌ထားကြသည်လူများစည်းရဲ့အတိုင်းအတိအကျတို့အားဝေငှပေးကြကြ၏ဘလောက်ထိသူတို့နှလုံးသားကောင်းစားတယ်အလုံးဖတ်ပြီးတော့ဘောပေါင်းနေယူကြည့်နော်ဒီကိစ္စအရာရှိရှိဒါရှင်းပြဆရာမလို့လောက်ထင်ပါလားဘာလို့လဲဆိုတော့ဒီမှာကျွန်တော်ဘာကိုတွေ့ရလဲဆိုရင်ဒီမှာစည်းရဲ့တရားမှမရှိဘူးလေအခုဒီလေရှာမှာရောက်လာတဲ့အခါမှာတချို့လူတွေကဆင်းပြေတယ်တချို့လူတွေကတော့ကစားစရင်ခမ်းမို့ဒုက္ခနဲ့နေကြရတယ်နော်ပြီးတော့တချို့လူတွေကဒါဖြစ်အများကြီးပါပဲဘာဖြစ်လို့ဒီလိုမျိုးကြုံရလဲဆိုတော့အခုနပြောလို့တယောက်နဲ့တယောက်ချင်းရတဲ့စိတ်နှလုံးသားမရှိလို့ချင်းရတဲ့စိတ်နဲ့စိတ်ထားမရှိလို့မရှိတဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုသူတို့ရဲ့ရပိုင်ပွဲသူတို့ရဲ့ဥစ္စာသူတို့ရဲ့ပစ္စည်းတွေကိုဒါတခြားလူတွေတော့မမျှဝေတတ်တော့ဘူးသူတို့နှလုံးသားကသူတို့ရဲ့ကိုယ်ချိုးအတွက်သူတို့ရဲ့ဘဝကောင်းမွန်ရေးအတွက်
အဲ့လိုပြောလို့ကျွန်တော်တို့ကဒီတိုင်း live လူမျိုးရှောက်ပြပေးနေလို့မဆိုလို့တော့ဘူးတကယ်မှန်ကန်တဲ့ဖျားလူမျိုးပေးတာပေါ့လေဒီချပေါ်အဲ့လိုလူမျိုးတွေကသူတို့ကိုကြိုးအတွက်လုံးဝဝင်းကြီးရေးရဖျားနိုင်ငံကိုခြေပြဖို့အတွက်သူတို့ကတည်ဆောက်မှာဖြစ်ပါတယ်နော်အဲ့ဒါတည်စေခြင်းနဲ့ဆိုတော့ဒီမှာကျွန်တော်တို့အရာကိုတင်ယူဖို့ကောင်းတဲ့အရာဖြစ်ပါတယ်ဒီမှာနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဖတ်ရင်ဘာလို့ပြောလဲဆို35မှာတမန်တော်တို့ချင်းချင်းနဲ့ထားကြတယ်ဒီများစင်းရတဲ့အတိုင်းအတိတ်တို့ကဝင်ခါပေးကချက်စင်းရတာလည်းဒီလောက်ချမ်းသာလည်းသူလည်းဒီလောက်ဆုံးမတော့ဘယ်သူစင်းရတော့မှာလဲဟုတ်တယ်မလားဆိုတော့ဒီလိုမျိုးစိတ်နဲ့စိတ်ထားရှိဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးတော့ကာလမှာဝင်ကိုစစ်တဲ့နောက်ပိုင်းမှာဖြစ်ပြလာတဲ့ဒီလိုမျိုးစိတ်နဲ့စိတ်ထားရှိဖို့အတွက်ကကြတော့ခုနပြောလို့ဝင်ကိုခါဖို့လိုရတယ်ဇာတိတွေ့တာတွေ့ခွန်နဲ့ရနေကြတော့ခုနပြောလို့ကပူလီတာတွေ့တာလည်းမမဟုတ်တာဒီချောင်းတွေ့တာလည်းကောင်းတယ်မဟုတ်တဲ့အတွက်ကြောင့်ဒီတိုင်းကဒါအမျိုးမျိုးဦးလုံးနဲ့တွေ့တော့ဒါမျိုးစအမျိုးမျိုးဖြစ်ပြမှာပဲတို့တော့ဝင်လို့တော့ဘိုးပြုတ်ပင်ချခါရအခါမှာဒါတပားသူအတွက်နော်လူသားနေအတွက်ဖျားတာပို့ထားတဲ့စัจ java လာနဲ့ဖျားသူကမောက်ခုမှလည်းပြောထားတယ်လူဒီစัจ java လာကိုအကျွေးမအုပ်စုရဲ့၍မိမိအသေးဝင်နေရှုပ်ပြီးအဘေကျေစုရှိတယ်နော်ယေရှုဖျားခင်တပို့ထားတာကပါလေကျွန်တော်တို့ဝိညာဉ်စေဘုခန္ဓာကိုယ်တို့ကြတော့ဒါဟောက်ဘူးနော်အဓိကတပို့ထာဝရအတွက်ပဲဖျားခင်ကအဓိကတပို့ထားတယ်ဝိညာဉ်ကိုပဲအဓိကတပို့ထားတယ်ညီကိုတို့ရဲ့ဝိညာဉ်ဒီမှာရောက်လာတဲ့ကျွန်တော်အဝိညာဉ်အားလုံးပဲတပို့ထားလူတယောက်ရဲ့ဝိညာဉ်ဟာဘာနဲ့ထိုင်လဲအဲ့တော့ဒီနေ့ရက်တင်နေတဲ့ကဘာချင်းနဲ့ထိုင်တယ်ဒီထက်တော့ပါလေဤစကြောတော့အကျွမ်းအုပ်စုရပြီမိမိတဲ့ဝိညာဉ်ရှုံးနေဘာမှကြည့်လို့မရှိဘူးလေတဘောကပါလဲဆိုတော့လူတယောက်ရဲ့ဝိညာဉ်ဟာစကြောလာတဲ့ကံကိုရှိရဲဆိုတဲ့သဘောနော်တော့ဒီစစ်ချင်းအဲ့လိုမျိုးဖြစ်တဲ့အခါမှာတမန်တော်နေလေသူတို့အတွက်သူတို့ဂျူဝဖို့သူတို့ကောင်းဆောင်ဖို့သူတို့ကားနဲ့တန်းနေလေရင်ပြန်နေဟာလာအများကြီးတကယ်အဲ့လိုမျိုးဝေဖို့ကျွန်တော်လုံးနေကြတာမဟုတ်ဘူးသူတို့ရတဲ့အငွေဒီအရာတွေကိုလေတဲ့စင်ရသားနဲ့ပြန်ဖြောင်းဝေတယ်နော်စင်ရသားမိမိစင်ရတဲ့အတိုင်းနဲ့ဖြောင်းဝေကြတယ်အလုံးစင်ရပြောင်းမှာမဟုတ်ဘူးနော်ဒီလိုမျိုးစိတ်နဲ့စိတ်ထားရှိဖို့အလို့ကိုကျွန်တော်တိုက်တွန်းချင်တယ်မိမိအသက်တာတဲ့မိမိအောင်ရတဲ့အခါမှာအဲကြောင့်တချို့လူတွေကျွန်တော်လို့နေဒါတွင်းပြပတ်ဆက်ယူချင်မဟုတ်ဘူးသူတို့ပတ်ဆက်ရှိတယ်အဲ့တော့မင်းတို့ဒါနဲ့ပေးပြီး solution မင်းတို့ရတဲ့ဟာတွေကိုကျွန်တော်ဖျက်နိုင်အောင်တော့ပြတ်တော့ဟိုကလည်းပြတ်တော့မရှိမထင်နဲ့အဲ့လိုမျိုးကျွန်တော်စိတ်နေစိတ်ထားကတကယ်ကောင်းစားနေစိတ်နေစေတချို့လူများထင်နေလွေးနေမှာဆိုပြောပြတယ်နော်ကျွန်တော်ဒီခါလေပွင့်နေလို့ဒီခါလေဒီကောင်းချင်နေရလာတဲ့အခါမှာအဲ့ဒီဟာနဲ့အကုန်လုံးကကျွန်တော်ဖျားနိုင်တော့ပြောရင်ဒီလေတော့အဓိကပြတ်သုံးပြရတာဖြစ်ပါတယ်နော်ဒီအရာမျိုးကိုတဘုံမပေါ်ရဲ့အရာကအခုနပြောလို့ဒီ33မျိုးအဲ့ဒီဟာကိုဖျားနိုင်တော့ဒီဆောက်ချင်းမှာတော့မှတဘောပေါက်မှာမဟုတ်ဘူးဝင်းကြီးတွေတို့ထချင်းတဘောပေါက်မှာမဟုတ်သူတို့တွေးကတမန်တော်ခန်းချစ်တရှိရအဝေးသူတို့တွေအဲ့ဒီဂျပန်သူတို့ဟောင်းသူတို့ရှိတော့ဒီလိုတရှိတော့တော့ကိုလိုခါကြီးလို့စနေရမယ်ဒီစတဲ့သူတို့အဲ့လိုမျိုးစိတ်ကိုမရှိဘူးအဲ့ဒီတစီကငါတို့လည်းမဟုတ်ဘူးခဲတကိုလိုယေရှုရတဲ့ခါမှာဝင်းကြီးတို့ကိုလိုကကဘာတို့ဒီတော့တက်ခါတော့ကျွန်တော်ဟာဒီဖျားနိုင်ဘုံလို့ထင်ရှားနေဖြစ်ပါလေလို့ကျွန်တော်နောက်ဆုံးထပ်ပြောချင်ပါတယ်နောက်ဆက်နေကျွန်တော်ဒါစုံသားရောမှာဖြစ်ပါတယ်လို့နော်ဒီဟာကဘာလဲဆိုတော့ကျွန်တော်တို့တက်တာကျွန်တော်ရူတာတက်တာဓမ္မဟောင်းကျမ်းမှာလည်းတွေ့ရပါတယ်နော်ဒါရူတာတက်တာကျွန်တော်တို့ဖားလဲလာတဲ့အခါမှာဘာလို့တွေ့ရလဲဆိုတော့ရူတာကတကယ်ကိုအချမ်းအဖြစ်ပြောလိုက်မယ်နော်အချမ်းအဖြစ်ကျန်းစာတယ်လို့ကျွန်တော်တို့ထောင်းအောင်မြင်ပါပဲရူတာခက်ပြီးဆက်တဲ့တော့မှဖိုင်လည်းတွေ့ရပါတယ်ပေါ့နော်အချမ်းအဖြစ်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ရူတာကဘယ်လိုမျိုးလူလဲရူတာကဘယ်လိုမျိုးလူလဲဆိုတော့ဒါလုံးမင်းချွေးမှဖြစ်ပါတယ်နော်အားလုံးရဲ့ကြကြပဲဖောက်ကြတော့ဒီနော်ဆိုတော့ဖြစ်နိုင်ရဲ့ရူတာခန်းတည်းအပိုင်းနဲ့တစ်စက်လို့ကျွန်တော်ပေးကြပါရူတာကဘယ်လိုမျိုးလူလဲဆိုတော့ကပါမျိုးတော့မောပါမျိုးချင်းချာမင်းခါစားတဲ့ generation ရိုးမကောင်းကပါမျိုးတော့လေနော်ဒါပေမဲ့သူကဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီတနေ့တော့ဒါဗတ်လိမျိုးမှာအစာခေါက်ပါတဲ့အခါမှာပေါ့နော်အချမ်းဖြစ်ကျွန်တော်ပြောပြမယ်ဗတ်လိမျိုးမှာအစာခေါက်ပါတဲ့အခါမှာနိုမီနဲ့တွေ့မိသားစုကမောဘပီကိုတော့ပြီးတော့မှအဲ့ဒီနေရာမှာခုန်ဖို့တွားနေကြတယ်အဲ့ဒီနေရာမှာသူတို့ရဲ့တာဒီယောက်ကဒါယူတာနဲ့အော်ပါကိုယူကြတာပေါ့နော်နိုမီရဲ့တာနဲ့ယောက်ျားနဲ့ယူကြတော့အဲ့ဒီနေမှာနိုမီကသူ့ရဲ့ယောက်ျား
ယောက်ျားလေးတည်သွားတယ်တားနှစ်ယောက်လေးဆုံးသွားပြီဆိုတော့ဘာဖြစ်လာလဲဆိုတော့ဗတ်လင်မျိုးကိုပြန်လာဖို့အတွက်ပြင်ဆင်နေတယ်ဗတ်လင်မျိုးပြန်လာဖို့ပြင်ဆင်နေတဲ့အချိန်မှာချွေးမနှစ်ယောက်အော်ပန်နဲ့ဒူတာကဘာဖြစ်လဲဆိုတော့ငါတို့ကဒီလိုက်လာမယ်ပေါ့နော်လိုက်လာမယ်လို့ပြောတယ်ဒါပေမဲ့အော်ပန်ကျတော့ဆရာအဲ့မှာဟုတ်တယ်မလားကျွန်တော်ချက်စားလို့တာခါကြီးဒီကိုကျွန်တော်တရားသူချင်းတော့မရှိဘူးနော်ကျွန်တော်ချက်စားထားတယ်လို့မရပါဘူးโอเคကျွန်တော်တို့ဒီမှာပေါ်ပန်နဲ့ရူတာဆိုတော့တွေ့ရပါတယ်နော်ရူတာဝတ်ဝခန်းကြီးတရားပိုင်းနဲ့3မှာလေးမှာကျွန်တော်ဖန်တွေ့ရပါတယ်ဆိုတော့အချမ်းဖြစ်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်အချမ်းဖြစ်နားနေရလူရောပြောရမယ်ဆိုလို့ရှိရင်သူတို့ချွေးမနှစ်ယောက်ကဗတ်လင်ကိုငါတို့လေးလိုက်လာမယ်လို့ပြောတဲ့အခါမှာဘာဖြစ်လဲဆိုတော့ la solution ရမလိုက်ပါနဲ့ပေါ့နော်ဘုံမြောင်မလိုက်ပါနဲ့နင်းတို့ဒီမှာနေခက်လိုက်တော့ငါတို့ဗတ်လင်ကိုတွားတော့မယ်ဆိုတဲ့အခါမှာပေါ်ပါကဘာပြောလဲဆိုတော့ဒီရဲ့ဒီဘာပေါ့နိုမီပေါ့နော်နာပြီးတော့မှဘာပုစစ်ခဲ့တယ်လူတာကြတော့လို့မဟုတ်ဘူးလူတာကြတော့ဒါကျွန်တော်ဖတ်စီချင်တဲ့အရာရှိပါတယ်လို့နော်ခန်းကြီးစချောင်းမှာကျွန်တော်တို့ကဖတ်ကြတော့လူတာဝတ်တော်ခန်းကြီးတဲ့အပိုင်းရဲ့အစချောင်းအလုပ်လုပ်ကြပြီလားလူတာဝတ်တော်ခန်းကြီးစချောင်းတွေ့ကြပါလားတွေ့ကြမယ် solution ကိုပေါ်ပါမယ်1 2 3လူတာကကျမဒီကိုလိုကုံစုပ်ပရစနေနောက်လို့တော့မလိုက်ပဲပြန်တော့ဆက်ချင်းတော့မပြူပါနဲ့ကိုလိုသွားလီရန်တို့ကျမလိုက်ပါမီကိုလိုအဲ့လီရန်နဲ့ကျမအိပ်ပါမီကိုလိုမျိုးဒီကျမမီကိုလိုဖျားခင်ကျမဖျားဖြစ်ပါစေစဉ်းစားကြည့်ကိုလိုဖျားဒီကျမဖျားဖြစ်ပါဖျားတော်မှာဘာတောင်းဆိုလဲနော်ပြောချင်တာကပါလဲဆိုလို့ရှိရင်ယူတာရတဲ့တာမှာကျွန်တော်တွေ့ရတဲ့ရကသူရတက်တာကဘယ်လိုမျိုးလူလဲဆိုတော့ဖျားတော့ကိုလုံလိုက်တယ်နော်ဖျားတော့ကိုလုံလိုက်တဲ့ယူတာတက်တာကဘယ်လိုဖြစ်လာလဲဆိုတော့နောက်ဆိုနိုမီနောက်လိုက်ရင်းနဲ့ဒါခေါ်ပါတဲ့ကာလာလို့ထင်တယ်အဲ့ဒီသူတို့ဗတ်လင်ကိုရောက်လို့ရိတ်သေးတဲ့အချိန်ဖြစ်နေတယ်နော်စပိုင်းရကာလာကြီးတော့ဖြစ်နေတယ်ဆိုတော့အဲ့ဒီနေရာမှာပဲယူတာနဲ့မောဇာကတွေးကြတယ်နော်တွေးကြပြီးတော့မှလက်ထားပြီးတော့ယူတာဒီကိုဘောချမ်းသာတဲ့မောဇာဘောကဲအထင်းနဲ့တွေးပြီးတော့မှလက်ထားပြီးတော့ဒါသမီးနဲ့ရလာတယ်အဲ့ဒီသူရဲ့သားသမီး generation မှာလည်းယေရှုဟာဝင်လာတယ်ဆိုတာနားလည်ဖို့လိုအပ်ပါတယ်ဆိုတော့နောက်ဆုံးရူတာခန်းကြီးလေးအပိုင်းရဲ့စက်ခုမျိုးကျွန်တော်ဖတ်ပြမယ်နော်အင်းင်းချင်းမိမတို့ကလည်းနိုမီဒီတာယောကြကိုရပြီလို့ဆိုတယ်ထိုသူကြီးကိုအော်ဘတ်အမည်ဖြစ်ဖန်ကြပြီအော်ဘတ်တာကယေရှုတာကတောင်းဒီနာတပါမျိုးသားချင်းချမ်းမြင်ခါရတူဘယ်တော့မှဖျားကြီးရဲ့ကောင်းချင်မှာမခါစားရမျိုးစစ်စေစေချင်းချမ်းမြင်ခါတဲ့ဖျားကြီးကိုတိုင်ချင်တဲ့မျိုးစစ်တွေဖြစ်ပါတယ်ဒါပေမဲ့ဖျားနော်လို့လိုက်ရခါမှာအဲကြောင့်ဒီပုကရူတာဆိုတာကျွန်တော်တို့ပို့ဆောင်တယ်နော်ရူတာဆိုတာကျွန်တော်တို့တပါးမျိုးသားမျိုးပို့ဆောင်တယ်ဘောဇာဆိုတာကယေရှုပို့ဆောင်တယ်ယေရှုကဂျူးနဲ့အတွဲမြင်ချပေါ်မှာဆက်လာလို့ねသူတို့ကယေရှုကိုလက်မခံတဲ့အတွက်ဘာဖြစ်လာလဲဆိုတော့နောက်ဆုံးဒီလူများအားလုံးကဟိုပေါ့ဒီကိစ္စပြမလေးခါရတော့ဘာမှမကတဲ့ကျွန်တော်ယေရှုကဖြစ်လာတယ်နော်ယေရှုကတင်းနဲ့ကျွန်တော်တို့ဖြစ်လာပြီးတော့နောက်ဆုံးဘာဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကောင်းချီးဖြစ်ခဲ့တယ်ကျွန်တော်လည်းဒါရူတာတက်တာလို့ပဲကျွန်တော်ဟာချင်းချမ်းလို့တချင်ခါမဲ့သူနဲ့ကောင်းချီးပဲတော့မရမဲ့သူနဲ့ဖြစ်ပါတယ်တို့တော့ကျွန်တော်တို့ကနိုမီနောကောင်းကောင်းလိုက်လာတဲ့အခါမှာပေါ့နော်နိုမီနောလိုက်နေတယ်ပေါ့လို့နောက်ဆုံးယေရှုကိုပြောတာနော်ဝိညာဉ်ခေါ်ဆောင်ကောင်းနေဝိညာဉ်မှန်ကန်တဲ့လူတွေနောက်လိုက်ချင်းကတိချပေါင်းဒီတို့ဟာဆက်လက်တော့ဖို့ကိုရစားဖို့ဘောပြဖို့ဟာလားမတရားတော့မိထုံပြဖို့မကောင်းတဲ့လမ်းကိုတွေးဆောင်မှာမဟုတ်ဘူးသူတို့ဟာမှန်ကန်တဲ့လမ်းကိုတွေးဆောင်ပြီးတော့မိမိဘဝတစ်ခုလုံးမှာအပြောင်းလဲအနာဂတ်တစ်ခုလုံးနောက်ဆုံး DNA ဒါရူတာပြောမယ်ချင်းခါရမျိုးစိမှာယေရှုမွေးလို့ရဘူးယေရှုကပြောမယ်ဆိုလို့ရှိရင်အတေတင်းတေချင်းနဲ့ပြည့်စုံတဲ့ဒါမျိုးစိမှာမွေးတဲ့နေမဟုတ်လားပြောเสียရှိပါတယ်တို့တော့သူ့ရဲ့ယုံကြည်ခြင်းကအကုန်လုံးပြောင်းလဲပြလိုက်နော်နောက်ညီကိုတို့ဒီမှာအားလုံးပြောပြချင်ပါတယ်မိမြတ်တက်တာချင်းမှာဘဝလုံးဝပြောင်းလဲပြီးတော့ဂရုတလို့ဒီအင်းကြီးမှာအပြောင်းလဲမျိုးစိယေရှုကိုမွေးလာတဲ့ generation တ
ဘာဖြစ်စေချင်ဆိုဖျားတော့ကိုလုံးလိုက်နိုးမီတော့ကိုလုံးလိုက်ပါနိုးမီလိုလူနေတွေ့ရင်လိုက်ပါနိုးမီလိုလူနေကကြုံလို့မျိုးဝိညာဉ်ရမှာမှန်ကန်တဲ့အရာမျိုးကိုတင်ပြမိကိုလာမရောက်မှန်ကန်တဲ့အရာပြန့်ဝင်နေလူမျိုးခေါ်ဆောင်အောင်ရှိချင်ကကျွန်တော်တို့ကိုယေရှုနဲ့တွေ့စီအကြောင်းဖြစ်စေတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာထုတ်ပြောချင်တာဖြစ်ပါတယ်လို့နော်အဲ့လိုမျိုးလို့ချင်းအားဖြင့်ကျွန်တော်ရူတာကဘာလဲဆိုတော့ယေရှုရဲ့ဆွေတော်စီမျိုးတော်စမ်းမှာပါလာတဲ့သူဖြစ်ပါတယ်ပထမတော့ဒီလိုမျိုးမဖြစ်သေးဘူးเนาะရွတ်နေနေပြောမယ်ဆိုလို့ရှိရင်လုံးဝကျွန်တော်လည်းကောင်းချီးရထိုက်တဲ့သူလည်းမဟုတ်ပါဘူးဒါပေမဲ့သူတို့ဂျူးနေလေးမခံရင်းတဲ့ယေရှုတပါးမျိုးသားတဲ့ကျွန်တော်ရှိရောက်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာရူတာထားပါတော့เนาะရူတာလိုမျိုးဖြစ်တဲ့ဘောဇာဟာယေရှုကိုဆောင်နေကျွန်တော်တက်တာချင်းမှာလည်းနိုမီလိုခေါင်းဆောင်ကောင်းနေနောက်လိုက်နေဆိုလို့ရှိရင်နောက်ဆုံးပါလိုလူနေပြောမယ်ဆိုယေရှုနဲ့တွေ့မယ်เนาะဒီကြောင့်ပေါ့ဒီနေ့တွေ့လို့ယေရှုမရလိုက်လို့ဆိုလို့ရှိရင်တကယ်ပြဿနာပဲအဲ့ဒါကျွန်တော်အားလုံးသတိထားစေချင်ဒီနေ့တွေ့တဲ့သူကိုယေရှုအကြောင်းတော်လုံးဝမပြောယေရှုဒီနေ့ရှင်ဖြစ်တဲ့ထာဝရအသက်ပေးတဲ့ဖခင်ဖြစ်တဲ့ဒါတော့မပြောဆိုလို့ရှိရင်တကယ်ဒါဘောယုံကြည်ကိုအစင်းတော့ပြောလို့မရဘူးအဲ့လိုနော်ဒါကြောင့်ကျွန်တော်ဝင်ခါဖို့ဒီလိုမျိုးလူနေရောကလေးလို့ကိုလူနေကိုဖခင်ယေရှုမိတ်ဆွေကိုအတွက်တဆိုပြောကလာလို့တင်းလို့လာလို့ဆင်တယ်မိမိဘာသာလဲဒါလူနေကိုပြောင်းလဲစေချင်တဲ့ဘောကရှိပြီးတော့မှပြောကလေးနေဟောချပါအကြောင်းရင်းနဲ့တိုင်းမှာခုနကပြောသလိုဖခင်အတွက်သိရှင်ချင်းလူယေရှုနဲ့မိတ်ဆွေချင်းလူမျိုးယေရှုနဲ့တိုင်းမိတ်ဆွေချင်းဟာခံကန်တဲ့ထောင်းသားဖြစ်ပါတယ်လို့နော်ကျွန်တော်ရဲ့စိတ်ထဲမှာခုပဲလူတိုင်းဟာယေရှုကျွန်တော်တို့တွေ့ချပြီးယေရှုသိလာအဲ့ဒီကနေမကဘဲဖုတ်တိလာအပြောင်းလဲဖြစ်လာတယ်တောင်းချွေတွေကောင်းချီဖြစ်တယ်လို့ဖြစ်လာတယ်သူတပါးတွေကောင်းချီဖြစ်စေတော့လို့ဖြစ်လာတယ်နော်ခုနပြောသလိုအဲ့ဒီလိုမျိုးလူဖြစ်ဖို့ဖြတ်ခံလို့ရှိတယ်နော်ယေရှုအလိုလိုရှိတယ်ယေရှုရဲ့အလိုလိုလည်းဖြစ်ပါတယ်လို့တော့ဆိုတော့ရူတာရဲ့အတ္တတာဟာကေတော့ယေရှုရဲ့ဆွေတော်စမျိုးတော်စက်တမှာပါလာခဲ့တာကတမိုင်းတလျှောက်လို့အာအသစ်စရာဖြစ်စေခဲ့တယ်ကျွန်တော်တက်တာမှလည်းဘာမှမဟုတ်ဘူးဘာမှငါတုံးနေလာနေဘုံဒီဘန်ဒီနေအမျိုးမျိုးတိုင်းတာတွေဗမာစကားတော့ကောင်းကောင်းပြောတတ်တယ်အမျိုးမျိုးဖြစ်ကောင်းဖြစ်မှာပါယေရှုရှိနေတယ်ဒါနဲ့ဖြစ်ဒါနဲ့ကြခဏထားလိုက်ပါကျွန်တော်တို့ယေရှုရရခါမှာဝိညာဉ်တို့ဘိုးတော်အားပြုပြင်ပြီးတော့ကျွန်တော်တခုလို့ရှိတယ်ဝိညာဉ်တို့ဘိုးတော်အခုနအေဖေဝါလာဆန်ခတ်ကြီးတုံးမှာကျွန်တော်ဖတ်ရတိုင်းပဲဖျားခင်ရဲ့တကူလို့နှလုံးသားထဲမှာပြုပြင်ခြင်းခါဖို့လိုရတယ်အဲ့လိုမျိုးပြုပြင်ခြင်းခါတဲ့သူတွေကပဲတဘာဝလို supernatural နမိတ်လက်ခံပြီးခါစားမှာဖြစ်ပါလေလို့နော်ဖခင်ရဲ့တဘာဝလို supernatural တကူလို့အတ္တတာထဲမှာမြင်တွေ့ခါစားဖို့အတွက်ကျွန်တော်မဖြစ်ဖို့လိုလဲဆိုတော့တကူလို့ပြုပြင်ခြင်းခါဖို့လိုရတယ်ဝိညာဉ်လိုတူထိခြင်းခါစားဖို့လိုရတယ်ဖခင်မေတ္တာလိုတွန်းလုံးခြင်းခါစားဖို့လိုရတယ်ဒါမှကျွန်တော်တို့ဘဝကဘယ်လိုဖြစ်လာမလဲဆိုတော့တဘာဝလိုကိုယ်တိုင်ရုပ်ယုံကတဘာဝမှာပြနိုင်တယ်သူဘာမှကောင်းချင်ဖြစ်စေတယ်ဖြစ်လာလိမ့်မယ်ဆိုတာကျွန်တော်ဒီနေ့မှာပြောချင်ပါတယ်မိမိတဲ့တာတမတဘာဝလိုစူပါနက်ချာတခါမှမမြင်ဘူးဆိုလို့ရှိရင်ဒီနေ့ကစားဆုတ်ဖြတ်ပါကျွန်တော်ဟာတဘာဝလိုစူပါနက်ချာတကိုယ်နမိတ်လက္ခဏာနဲ့ခံစားဖို့အတွက်ကျွန်တော်မှလိုအပ်နေတာကဒီတစ်စိတ်သုံးမျိုးကိုရှောင်းမယ်နောက်ဆုံးဖျားနောက်ကိုရူတာလို့လုံးတိုင်းပြီးတော့ဖျားလုတ်ခတ်တဲ့ကိုရေးလုပ်ရမယ်ဖျားပြုတ်ခတ်တဲ့ရေးပြောရမယ်ဖျားquiဖြစ်စေခြင်းယေရှုနှလုံးသားနဲ့မြေကြီးပေါ်မှာဆောက်ကြရအောင်လို့ကျွန်တော်အားလုံးကိုအဲ့တော့ခေါင်းပေးချင်ပါတယ်လို့နော်ဒါဒီနေ့တော့ဒီလောက်ပါပဲလို့နော်အားလုံးဘုရားတော်ကျမ်းစာတော်ရောက်တဲ့ပုံမှာဖြတ်တခံထုတ်ကောင်းရှိပေးပါစေ။